ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကောင်းကင်ဘုံနဲ့ဆက်ပြိုင်ခြင်းဆိုတဲ့ဇာတ်လမ်းလေးရဲ့အခန်း6ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အခန်း6မော်စီးပညာရှင်ကြောက်စိမ့်တက်တာထဲမှာငကားမျက်လုံးလောက်အရွယ်အစားရှိတဲ့အစိမ်းအောင်ဆေးလုံးရှိနေတယ်ဆေးလုံးစီကပြန့်လွင့်လာတဲ့လန်းဆန်းတဲ့တင်းရင်နဲ့ဟာခမ်းမတစ်ခုလုံးကိုလွှမ်းခြုံသွားတယ်ဒုကွေပြည်ကြီးမှာလူတယောက်ဟာသူ့ရဲ့အတွင်းစွမ်းအင်တွေကိုစုစည်းပြီးတော့အတွင်းစွမ်းအင်ဝဲကြော့ဖြစ်အောင်လုပ်နိုင်မှာဒိုစီအဆင့်ကိုရောက်မှာဖြစ်တယ်။ဒါပေမဲ့အတွင်းစွမ်းအင်စုစည်းပြီးဝဲကြော့အဆင့်ပြောင်းဖို့ဆိုတာအင်မတန်ကြာရှုံးနိုင်ချေများတဲ့အဆင့်ပဲဖြစ်တယ်။အကယ်၍ကြာရှုံးသွားခဲ့ရင်သူ့ရဲ့ဒိုရှိကွေအဆင့်6ကနေအဆင့်8ကိုပြန်ကျသွားမယ်။တချို့ကံမကောင်းတဲ့လူတွေကြတော့10ချိန်မကအခါခါစူးစမ်းပြီးမှဒိုစီအဆင့်ကိုအောင်မြင်သွားကြတယ်။အောင်မြင်ပေမဲ့လည်းအချိန်များစွာဆုံးရှုံးခဲ့ရတာကြောင့်အတွင်းစွမ်းရင်ကြံ့ကျင်မှုအကောင်းဆုံးအရွယ်လဲကြော်သွားတာမို့သူများထက်အောက်ကျနောက်ကျဖြစ်သွားမယ်တကယ်၍အတွင်းစွမ်းရင်စူးစီးစေးကိုအတုံးပြုလိုက်မယ်ဆိုရင်စီးရဲ့အစမ်းတက်တီကစွမ်းရင်ဝဲကြော့ကိုစူးစီးနေတဲ့အချိန်မှာကုညီပေးပြီးဒိုစီအဆင့်ကိုရောက်စေမယ်အောင်မြင်မှု100%ဖြစ်တယ်အဲဒါကြောင့်အတွင်းစွမ်းရင်စူးစီးစေးကိုလူတိုင်းကငန်းငန်းတက်လိုချင်ကြတယ်အထူးသဖြင့်ဒိုစီအဆင့်မလန်းနိုင်နေတဲ့သူတွေယူမတက်လိုချင်ကြတယ်ဒါပေမဲ့အတွင်းစွမ်းရင်စူးစီးစေးကတဘာဝအလျောက်ဖြစ်ပေါ်လာတာမဟုတ်ဘူးမော်စီးပညာရှင်တဦးကဖော်ဆက်ထားတာဖြစ်တယ်ဒိုကွီကုန်းမြေမှာဒိုစီသမားထက်မော်စီးပညာရှင်ဖြစ်ချင်တဲ့သူများပါတယ်မော်စီးဆိုတဲ့နာမည်အတိုင်းပဲမော်စီးပညာရှင်တွေဟာလူတယောက်ရဲ့စွမ်းအားကိုမြင့်တင်ပေးနိုင်တဲ့မော်စီးတွေဖန်တီးနိုင်စွမ်းရှိတယ်အဲဒါကြောင့်ခိုင်ခဏမရှိတဲ့မော်စီးပညာရှင်တွေကိုနှီးမျိုးစုံနဲ့ဆွဲဆောင်ချင်းကပ်ကြတယ်။မော်စီးပညာရှင်တွေကိုဘာဖြစ်လို့အသေးအတန်လိုချင်နေရတာလဲ။မော်စီးပညာရှင်တွေကရှားပါတာကြောင့်ဖြစ်တယ်။ပြီးတော့မော်စီးပညာရှင်ဖြစ်ဖို့လိုအပ်ချက်တွေအများကြီးရှိတယ်။ပထမအနေနဲ့သူတို့ရဲ့ဝိညာဉ်မှာမိတဘာဝတတ္တိစွမ်းရင်ကိန်းဝတ်နေရမယ်။ပြီးတော့တစ်သားစွမ်းရင်လည်းနည်းနည်းရှိရမယ်။စေဝါဖော်ဆက်ရမှာတစ်ထက်ကိုအကူအညီပြုပစ္စည်းအနေနဲ့အသုံးချရတယ်ဒိုးကွီကုန်းမြေမှာလူတယောက်ရဲ့တဘာဝစွမ်းအင်ကသူ့ရဲ့စိတ်ဝိညာဉ်နဲ့ဆိုင်တယ်မွေးဖွားလာချိန်မှာသူ့ရဲ့စိတ်ဝိညာဉ်ကတဘာဝတတ္တိစွမ်းအင်တစ်ခုကိုလက်ခံပြီးတခြားစွမ်းအင်တွေကိုညှင်းပယ်တယ်အဲဒါကြောင့်လူတယောက်ကပင်ကိုတဘာဝစွမ်းအင်တတ္တိ2မျိုးရှိဖို့ဆိုတာမဖြစ်နိုင်ပါဘူးဒါပေမဲ့မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးလူပေါင်း1 သန်းလောက်မှာ1 ယောက်လောက်ကတမူထူးခြားတဲ့စိတ်ဝိညာဉ်တွေပါလာတတ်တယ်အဲ့လိုတမူထူးခြားတဲ့စိတ်ဝိညာဉ်တွေပါတဲ့သူတွေတဲကမှအည်အချင်းရှိတဲ့လူကတော့မော်စီးပညာရှင်ဖြစ်လာတာပါမီးစွမ်းရင်နဲ့တစ်သားစွမ်းရင်ရှိုံနဲ့မော်စီးပညာရှင်ဖြစ်ဖို့မလုံလောက်သေးပါဘူးထက်မြက်တဲ့စိတ်ဝိညာဉ်အာယုံခံစားနိုင်မှုရဲ့စိတ်ဝိညာဉ်ကိုလိုတယ်လို့ထိန်းချုပ်အသုံးချနိုင်မှုကလည်းလိုအပ်ပါတယ်။မော်စီးစီရင်ရတော့မယ်ဆိုရင်အရေးကြီးဆုံးအရာ3 ခုလိုအပ်တယ်။အဲ့ဒါတွေကကုန်ကျန်းပစ္စည်းမီးတောင်းနဲ့စိတ်အာရုံခံနိုင်မှုတို့ပဲဖြစ်ပါတယ်။ကုန်ကျန်းပစ္စည်းဆိုတာတဘာဝအဖိုးတန်ပစ္စည်းတွေဖြစ်တယ်။အည်တွင်းနိုင်ပစ္စည်းတွေသုံးပြီးတော့အဖိုးရန်စေဝါဖန်တီးနိုင်ဖို့ဆိုတာအတော်ဆုံးစေးမော်ပညာရှင်တွေတောင်မှမလုံနိုင်သေးပါဘူး။အဲ့ဒါကြောင့်ကောင်းမွန်တဲ့စေတလုံးဖြစ်လာဖို့ဆိုတာအည်အသွေးကောင်းတဲ့ကုန်ကျန်းရရှိဖို့ကအရေးကြီးပါတယ်။မီးတောက်ဆိုတာကစေးပေါ်ဆက်ရမှာလိုအပ်တဲ့မီးဖြစ်တယ်။အဲ့ဒီမီးကရိုးရိုးတာမန်မီးဖြစ်လို့မရပါဘူး။မီးတက်တိစွမ်းရည်နဲ့ဒိုးကွေအတွန်းအားတွေပေါင်းဆက်ပြီးတော့ဖန်တီးထားတဲ့အတွန်းမီးတောက်ဖြစ်ရမယ်။တဘာဝစွမ်းရည်နဲ့အင်မတန်အစွမ်းထက်တဲ့မီးတောက်တွေဒီလောကမှာရှိပါတယ်။ဗီဇပြောင်းပြီးအစွမ်းထက်လာတဲ့မီးတောက်ဖြစ်တဲ့တချို့အစွမ်းထက်တဲ့မော်စိပညာရှင်အချို့ကအဲ့လိုမီးတောက်မျိုးကိုလိုက်လံရှာဖွေလေးရှိတယ်။အဆိုပါမီးတောက်ကိုရရှိပါကကိုပိုင်အတွန်းစွမ်းရင်မီးတောက်ထုတ်သုံးစရာမလိုတော့ပဲဗီဇပြောင်းမီးတောက်ဖြစ်တာစေဝါတန်းစင်ဖော်ဆက်ကြတယ်ဗီဇပြောင်းမီးတောက်ကစေဝါဖော်ဆက်ရမှာအောင်မြင်စွာဖော်ဆက်နိုင်မှုကိုမြင့်တင်ကူညီပေးုံနာမကဖော်ဆက်လိုက်တဲ့ဈေးရဲ့အစွမ်းတက်တီကိုပါပို့ပြီးတော့အစွမ်းထက်စေတယ်မော်စေးလုံးဖော်ဆက်စီရင်တာဟာခက်ခဲတဲ့အလုပ်တစ်ခုပါစီရင်ချိန်ကြာမြင့်တယ်လို့ဒိုကွေစွမ်းရင်တွေအများကြီးလိုတယ်အဲ့ဒါကြောင့်အလွန်တော်တဲ့မော်စီးပညာရှင်တွေဟာမီးစွမ်းရင်အထူးပြုဒိုစီသမားတွေဖြစ်လာကြတာများတယ်။နောက်ဆုံးလိုအပ်ချက်ကတော့စိတ်ဝိညာဉ်အာယုံခံစားနိုင်မှုပါပဲ။စေဝါဖော်ဆက်ရမှာမီးတောက်ကိုအသုံးပြုရတယ်။မီးတောက်ပြင်းအားကိုထိန်းချုပ်ဖို့ကလည်းအလွန်ခက်ခဲတယ်။တကယ်၍မစွန်တလောက်မီးလေးပြင်းသွားရင်တောင်မှမီးဘိုတွေကဆေးတွေပြကျသွားမယ်။အချိန်ကုန်လူပင်ပန်းဖြစ်ရတာပေါ့။ရှားပါတဲ့ပစ္စည်းဟာတန်ဖိုးကြီးတယ်ဆိုသလိုမော်ဆေးလုံးဆိုတာကလည်းတန်ဖိုးကြီးတယ်လို့ဆိုနိုင်တယ်။ဒါကြောင့်မော်ဆေးပညာရှင်တွေလည်းဂုဏ်အရှိန်အဝါတွေရှိလာပြီးယာလူတွေလည်းကောင်းကောင်းရထားကြပါတယ်။
ရှောင်မျိုးနဲ့ခမ်းမဆောင်မှာဖြစ်တဲ့ပင်သစ်ဆိုင်လှုပ်ရှားနေကြတဲ့အကြီးအကဲ၃ယောက်နဲ့နီးတူစွာအားလုံးဟာကုရဲလက်ပေါ်ကကြောက်စိမ့်တက်တာလေးကိုငေးမောကြည့်နေကြတယ်။သူမရဲ့ဖခင်လိုပဲရှောင်မိန်ကလည်းသူမရဲ့နီးဆွေးနေတဲ့နှက်ခမ်းကိုရှာတက်လိုက်ပြီးကြောက်စိမ့်တက်တာကိုမျက်တောင်မဲ့မခတ်ပဲကြည့်နေလိုက်တယ်။ဟာဒီစေးလုံးကိုကျွန်တော်တို့ရဲ့ဂုံဒီရှိအကြီးအကဲဖြစ်တဲ့လူကြီးမင်းကုဟီကိုရိုင်ကဖော်ဆက်ပေးထားတာဖြစ်ပါတယ်။အားလုံးသူ့နာမည်ကိုကြားဘူးကြလိုက်မယ်ထင်တယ်။ကတိကအောက်ဖြစ်နေတဲ့အကြီးအကဲ၃ယောက်ကိုကြည့်ပြီးကုရဲပို့ပြီးတော့ဝင်ကြွားလာတယ်။ဘလို့ဒီဆေးကိုဆေးဘရင်ကုဟီကိုရိုင်လှုပ်ထားတာဟုတ်လား။ကုရဲစကားကိုကြားလိုက်ရတဲ့အခါအကြီးအကဲ၃ယောက်ကပို့ပြီးတော့စိတ်လှုပ်ရှားသွားတယ်။ဆေးဘရင်ကုဟီဆိုတာဂျာမန်အင်ပါယာမှာအင်မတန်ဩဇာညောင်းနဲ့မော်ဆေးပညာရှင်တယောက်ဖြစ်တယ်။သူရဲ့မော်ဆေးပညာရမှာထူးခြားပြီးတော့ခံမှန်းရခက်တာကြောင့်သူ့ဆေးကိုလိုချင်နေတဲ့ခိုင်ကနမျိုးနဲ့တော်တော်များများသူ့ကိုမျက်နှာလိုမျက်နှာရပေါင်းတတ်ကြတယ်။ကုဟီကမော်ဆေးပညာရမှာထူးချွန်တယ်လို့အင်အားကလည်းဒိုဝမ်အစဉ်ရောက်နေပြီဖြစ်တဲ့ဂျာမန်အင်ပါယာရဲ့ထိပ်သီး10ဦးမှာကုဟီအပါဝင်ဖြစ်တဲ့ကုဟီကိုယ်တိုင်ဖော်ဆက်ထားတဲ့အတွင်းစွမ်းရင်စူးစီးလုံးရဲ့တန်ဖိုးကတခြားအတွင်းစွမ်းရင်စူးစီးဆေးလုံးတွေထက်ပိုပြီးတော့ဈေးကြီးတဲ့အကြီးအကဲ၃ယောက်ကဆေးလုံးကိုကြည့်ပြီးတော့ကျေနပ်နေတယ်ဒီဆေးတစ်လုံးသာရခဲ့ရင်ရှောင်မျိုးနဲ့မှနောက်ထပ်ဒိုစီတစ်ယောက်မွေးထုတ်ပေးလို့ရတယ်သူတို့မြေးတွေအတွက်ဒီဆေးလုံးရအောင်ဘယ်လိုလုပ်ရင်ကောင်းမလဲအကြီးအကဲ၃ယောက်ကိုစီစဉ်းစားနေချိန်ကိုရဲလူကြီးမင်းရဲ့ဆေးလုံးကိုပြန်ယူသွားတာအကောင်းဆုံးပါပဲလူကြီးမင်းတောင်းဆိုတာကိုလည်းကျွန်တော်တို့လုံးဝလက်မခံနိုင်ဘူးခမ်းမတစ်ခုလုံးတိတ်ဆိတ်သွားပြန်နေခမ်းမထောင်မှာရှောင်းရင်ကိုအားလုံးလှည့်ကြည့်လိုက်ကြတယ်အကြီးအကဲတယောက်ရဲ့မျက်နှာစူပုတ်သွားပြီးရှောင်းရင်ကိုအော်ငေါက်လိုက်တယ်ရှောင်းရင်တိတ်ဆန်းမင်းမဒီလိုပြောပိုင်ခွင့်ရှိလို့လားနောက်အသက်ကြီးအကြီးအကဲတယောက်ကလည်းရှောင်းရင်ဒီကိစ္စနဲ့ပတ်သက်ပြီးမင်းမကျေနပ်ဘူးဆိုတာငါတို့သိပါတယ်ဒီကိစ္စကိုဘာဆက်လုပ်ရမလဲဆိုတာငါတို့ပဲဆုံးဖြတ်မယ်ရှောင်းရင်မတ်တက်ရလိုက်ပြီးအကြီးအကဲ၃ယောက်ခမညာတင်တို့မြေအခုလိုမျိုးမင်္ဂလာကိစ္စကိုဖျက်သိမ်းခံရမယ်ဆိုရင်အကြီးအကဲတို့ရောအခုလိုပြောနိုင်ပါဦးမလားအကြီးအကဲ၃ယောက်ကိုကြည့်ပြီးတော့လှောင်ပြုံးလိုက်တယ်အကြီးအကဲ၃ယောက်ကသူ့ကိုအဖက်မလုပ်မတူမတန်တယ်လို့စစ်ဆန်နေမှာတော့သူတို့ကိုဘာလို့ရိုတင်လေးစားရအောင်မလဲမင်းရှောင်းရင်စကားကြတော့အကြီးအကဲ၃ယောက်ကပြန်လဲခြေပဖို့စကားရှာမရခဲ့ဘူးစိတ်တူလွန်းတာကြောင့်ဒေါရကြီးစွာဒိုအတွင်းစွမ်းအားတွေထုတ်ဖို့ဟန်ပြင်လိုက်တယ်အကြီးအကဲ၃ယောက်အကိုကြီးရှောင်းရင်ပြောတာမမှားပါဘူးဒီကိစ္စမှာစော်ကားခံရတဲ့တူကအကိုကြီးပါတင်တို့ဝင်ပြီးတော့ဆုံးဖြတ်ပေးစရာမလိုဘူးမိန်းကလေးအတန်ကြားတဲ့အခါမှာအကြီးအကဲ၃ယောက်ချစ်ချင်းပဲရက်လိုက်ကြတယ်စိုးရိမ်မှုအပြည့်နဲ့အချင်းချင်းအကြည့်ဖလှယ်ပြီးနောက်ခေါင်းငိမ့်လိုက်ပြီးတော့ကြမ်းထိုင်လိုက်တယ်အကြီးအကဲ၃ယောက်ပြန်ထိုင်ချတာကိုကြည့်ပြီးရှောင်းရင်နောက်ပြန်လှည့်ကြည့်လိုက်တယ်ရှင်းရမျက်နှာကိုကြည့်ပြီးတော့အံ့ဩနေတယ်အကြီးအကဲ၃ယောက်ကိုကြောက်ရွံ့နေအောင်လုပ်နိုင်တယ်နင်ဘလို့လူဖြစ်နေမလဲဇဝေးဇဝါဖြစ်နေတာကိုခဏရပ်ထားလိုက်ပြီးဖခင်ဖြစ်သူရှောင်းချမ်းစီကိုရှောက်သွားပြီးတော့ဂါဝရပြုတ်လိုက်တယ်ဂါဝရပြုတ်ပြီးနောက်နလန်ရီရန်ကိုမျက်နှာချင်းဆိုင်ရပ်လိုက်ပြီးတော့ပင့်တစ်တစ်ချက်ရှောက်လိုက်ပြီးနောက်မိန်းကလေးနလန်ကိုမေးခွန်းတစ်ခုမေးချင်ပါတယ်ဒီနေ့ဒီနေရာကိုလာပြီးတော့မင်္ဂလာကိစ္စဖြစ်တိမ်မို့လာတောင်းဆိုတာဟာနလန်ရဲ့အဖိုးတွေကိုခွင့်ပြုချက်ရခဲ့တယ်လားရှောင်းရန်ထလာကလေးကနလန်ကတိကအောက်ခံစားနေရတယ်အခုမေကွန်းကိုကြားလိုက်ရတဲ့အခါမြစ်ခုံးတွန့်သွားတယ်ပထမတော့ကရှောင်းရန်ကိုရိုးသားဖြောက်မှတ်တယ်လို့တွေးခဲ့တယ်တကယ်တမ်းကျတော့လုံးဝကိုအရှက်မရှိပါလားငါတို့နှစ်ယောက်ကြားထဲမှာအခြေအနေကွာဟားတာကိုမသိသေးဘူးထင်တယ်ရှောင်းရန်ကိုစိတ်ထဲကနေအပြက်ရှာဝေဖန်လိုက်တယ်မင်္ဂလာကိစ္စဖြစ်သိမ်းတဲ့ကိစ္စဟာရှောင်းရန်နဲ့သူ့အဖေကိုဘလောက်တောင်ကတိကအောက်ဖြစ်စေတယ်ဒေါရထွက်စေတယ်ဆိုတာသူမစဉ်းစားမိမှာမဟုတ်ပါဘူးသူမမကြိုက်ရလိုက်ပြီးရှောင်းရန်ကိုကြည့်လိုက်တယ်အဖိုးကသူ့ရဲ့ခွင့်ပြုချက်ကိုမပေးခဲ့ပါဘူးဒါပေမဲ့ဒီကိစ္စကကျမကပြဿနာပါအဖိုးနဲ့မဆိုင်ပါဘူးကောင်းပြီအဖိုးကဘာမှမပြောခဲ့ဘူးဆိုတော့ကျွန်တော်ရဲ့အဖေကရီရန်တောင်းဆိုတာကိုလက်မခံနိုင်တာကိုခွင့်လွှတ်စေချင်ပါတယ်ငါတို့မင်္ဂလာကိစ္စကိုငါတို့အဖိုးနှစ်ယောက်စီစဉ်ခဲ့တယ်လို့ပဲဆုံးဖြတ်ထားတယ်ပြီးတော့မင်္ဂလာကိစ္စဖြတ်သိမ်းမှုကိုလည်းတယောက်မှမပြောခဲ့ဘူးဆိုတော့ဒီမင်္ဂလာကိစ္စကိုဒီတိုင်းပဲဆက်သွားမယ်ပြီးတော့ဒီမင်္ဂလာကိစ္စကိုဖျက်သိမ်းဖို့လုပ်တဲ့သူဟာသူတို့ရဲ့ဘိုးဘွားတွေကိုဂယုမဆိုင်ရရောက်တယ်ရှောင်းမျိုးနွယ်မှာလည်းဒီလိုမယုံမသိလုပ်ရတဲ့သူမရှိသေးဘူးလို့ကျွန်တော်ထင်တာပဲရှောင်းရင်စကားပြောရင်အကြီးအကဲ၃ယောက်ကိုစောင်းငင်းကြည့်လိုက်တယ်ဂုံတိတ်ခါကိုထိခိုက်စေနိုင်တဲ့အချက်ကိုထောက်ပြပြီးတော့အကြီးအကဲ၃ယောက်ကိုအတန်မထွက်တော့ပါဘူးစီကန်တင်းကျပ်တဲ့မျိုးနွယ်အုပ်စုတစ်ခုမှာဘိုးဘွားပြည်ပြန်တွေကိုမခန့်လေးစားစော်ကားပြောဆိုလို့မရပါဘူးသူတို့အတွက်တော့အကြီးအကဲဆိုတဲ့နေရာတောင်ပျောက်သွားနိုင်တယ်နင်းရှောင်းရင်ခါခါတီးတီးညင်လိုက်တယ်နလန်ရီရန်ဆွတ်ဆွတ်ခုံတွားပြန်နေပ
ပြန်ငင်းခုံမှုအတွက်အကြောင်းပြချက်လဲချက်ချင်းရှာမရခဲ့ဘူးမျက်နှာဖြူဖက်ဖြူရဖြစ်လာပြီးတော့ခြေထောက်တစ်ဖက်ဆောင်းလိုက်တယ်မာနကြီးတဲ့ငကိုအသွင်ပြန်ဝင်လာတယ်ကံရည်ပြင်းလို့တင်းငိမ့်နေတဲ့ရှောင်ရံကိုကြည့်ပြီးတော့စိတ်တုန်နေတဲ့အတန်နဲ့ဘယ်လိုမျိုးလုပ်ပြီးရင်ရှင်ဒီမင်္ဂလာကိစ္စကိုဖျက်သိမ်းပေးမှလဲဘာလဲအခုလက်ဆောင်တွေကမလုံလောက်သေးလို့လားဒါဆိုရှင်အတွက်ဆရာစီကနေနောက်ထပ်အတွင်းဆွမ်းရင်စုစည်းစည်း၃လုံးတောင်းပေးမယ်ပြီးတော့ရှင်ကိုတိမ်မြူခိုင်းနဲ့ဝင်ခွင့်ပြုပြီးတော့ခိုင်းရဲ့ထူးခြားတဲ့ဒိုအတွင်းဆွမ်းရင်ကြင့်ကြံတဲ့နည်းတွေလည်းလေ့လာလို့ရတယ်ကဲဘလို့လဲလုံလောက်ပြီလားနလန်ရီရန်ရဲ့မျက်လုံးစကားတွေကိုကြားလိုက်ရတဲ့အခါအကြီးအကဲ၃ယောက်ကလည်းအသက်ရှူနှုံးနေညှန်ဆန်လာတယ်လို့ခမ်းမကြီးတစ်ခုလုံးမှာရှိတဲ့မျိုးဆက်လူငယ်တွေကလည်းမျက်လုံးတွေပြိုးကုန်တယ်တိမ်မြူခိုင်းကိုဝင်ခွင့်ရမယ်ဖះကြီးအဲ့ဒါကလူပေါင်းများစွာဖြစ်ချင်တဲ့အိမ်မက်ကြီးပါလားနလန်ရီရန်နှင်းမွန်းလိုဖြူဆွတ်နေတဲ့မေးပြားကိုမော့ထားလိုက်တယ်အစေခံရဲ့ရှေ့မှာရက်နေတဲ့မင်းသမီးတစ်ပါးအလားပါပဲရှောင်းရင်ရဲ့အဖြေကိုသူမကြားလို့တယ်သူမကန်လန့်ထားတဲ့အခွင့်အလမ်းကရှောင်းရင်ကိုယူသွက်စီမှန်းသူမသိပါတယ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကောင်းကင်ဘုံနဲ့စစ်ပြိုင်ခြင်းဆိုတဲ့ဇာတ်လမ်းလေးရဲ့အခန်းခွန်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အခန်းခွန်ပြက်ဆဲခြင်းနလန်ရီရန်ထင်တယ်လို့ဖြစ်မလာခဲ့ပါဘူးသူမရဲ့အထင်နဲ့အမြင်တလွဲဖြစ်လာခဲ့တယ်သူမရဲ့မျက်လုံးစကားကိုကြားလိုက်ရတဲ့အခါမှာရှောင်ရင်တကိုယ်လုံးတုန်ခါသွားတယ်ငကိုမူလငယ်ရွယ်ချောမောတဲ့မျက်နှာဟာခက်ထန်ကြမ်းကြုတ်လာပြီးနလန်ရီရန်ကိုရစ်စစ်စွာကြည့်လိုက်တယ်လွန်ခဲ့တဲ့3နှစ်ကာလအတွင်းမှာမရေမတွက်နိုင်လောက်တဲ့ထိကဘာရှိကဘာရန်ဆဆောင်ချိတ်တာတွေကိုတွေ့ကြုံခဲ့ရပေမဲ့လေတီးခံမြုံတိတ်နိုင်ခဲ့တယ်ဒါပေမဲ့ဒီနေ့နလန်ရီရန်လုပ်တဲ့အရာဟာရှောင်ရင်ရဲ့ရှီစုမဲစုဂုံတိတ်ခါကိုစုပ်ပြတ်တက်သွားအောင်ညင်းချေတယ်လို့ဖြစ်ခဲ့ပါတယ်ရှောင်ရင်ရဲ့ကြောက်စရာကောင်းတဲ့မျက်နှာကိုကြည့်ပြီးနလန်ရီရန်နောက်ဆုတ်နေမိတယ်သူမဘေးနာကလူငယ်ကဓားလက်ကင်ကိုအသင့်ကင်ထားလိုက်ပြီးရှောင်ရင်ကိုအေးစစ်စစ်ကြည့်လိုက်တယ်ငါမင်းကိုတတ်ပစ်ချင်တယ်သွားကြိတ်ပြီးတော့ပြောလိုက်တဲ့ရှောင်ရင်စကားလုံးတွေထဲမှာတက်ဖြတ်ခြင်းတဲ့စိတ်တွေထင်ရှားနေတယ်လက်တီးကိုတင်းတင်းဆုပ်ထားပြီးမျက်လုံးမှာဒေါရမေတောက်တွေတဟုံဟုံထတောက်မတက်ရှောင်ရင်မရိုင်းနဲ့စိတ်ထိန်စမ်းရှောင်ရင်အပြုတ်အမူကြောင့်ရှောင်ကျန်းထိတ်လိုက်သွားပြီးအလင်းအမြန်ဟန်တားလိုက်တယ်ယခုလက်ရှိရှောင်မျိုးနဲ့အင်အားနဲ့တိမ်မျိုးခိုင်းကိုစန့်ကျင်ဖို့ဘလို့မှမဖြစ်နိုင်ဘူးလေရှောင်ရင်ခေါင်းငုံထားလိုက်ပြီးမြက်လက်တီးကတော့တင်းတင်းဆုပ်ထားဆဲပါပဲအားမကြံ၍မန်လျှော့လိုက်ရလေခြင်းခဏမှရှောင်ရင်ဖြင်းညင်းစွာခေါင်းပြန်မောလိုက်တယ်ကြောက်စရာကောင်းဒေါရထွက်နေတဲ့မျက်နှာကတင်းငိမ်ပြီးတော့ခံစားချက်ကင်းမဲ့တဲ့မျက်နှာစီလုံးဝပြောင်းသွားပါလားပြီးခဲ့တဲ့3နှစ်အတွင်းခွဲခြားဆက်ဆံပြီးခဏခဏရန်စခံရခြင်းတွေကြောင့်ရှောင်းရင်ဟာအရွယ်နဲ့မလိုက်အောင်ခံစားခဲ့ရတယ်။အရင်ကထက်ပုံမိုးရင့်ကျက်လာပြီးခံစားချက်ကိုလည်းပြိုသိမ့်တက်လာတယ်။မျက်နှာမှာလည်းဘာမှမဖြစ်တယ်လို့ဟန်ဆောင်တက်လာတယ်။ရုပ်တရက်ပြောင်းလဲပြလိုက်တဲ့ရှောင်းရင်ကိုကြည့်ပြီးကိုရဲနဲ့နလန်ရီရန်တို့2ယောက်ရင်ထဲအေးစိမ့်သွားပြီးတော့လန့်သွားတယ်။ဒီကလေးတာဆက်ပြီးအတုံးမဝင်ခဲ့ရင်ဒီစိတ်ဆက်ပွဲဖြစ်တိန်တာကိုစိုးရိမ်စရာမရှိတော့ဘူး။ဒါပေမဲ့တကယ်လို့သူရာစွမ်းပကားပြန်ရခဲ့ရင်တကယ်အန်ဒီရရှိတဲ့လူလို့တတ်မှတ်ရလိုက်မယ်ကုရဲကတီကြီးလေးနဲ့စွာတွေးလိုက်တယ်ရှောင်းရင်ငါရဲ့လောက်ရကနင့်ကိုဒီလောက်ဒေါရထွက်စေနိုင်တယ်ဆိုတာငါမသိရဘူးဒါပေမဲ့မင်္ဂလာဆောင်မှုကိစ္စကိုနင်စွန့်လွတ်မှရမယ်ရှောင်းရင်ကြောက်စိတ်ကိုဖယ်ပြီးတော့အသက်ပြင်းပြင်းရှူလိုက်ခါမျက်နှာမမနဲ့ပြောလိုက်တယ်တိတ်ထားဖို့ကရှောင်းမျိုးနဲ့စီလာဖို့ငါဆရာတိတ်မျိုးခိုင်းချက်ကခွင့်ပြုချက်ရထားပြီးသားလားနလန်ရီရန်နှကမ်းမဲရွယ်ပြီးတော့ပြောလိုက်တယ်ဒီတောင်းဆိုချက်ဟာတစ်ဖက်တက်ဆန်းနဲ့အနိုင်ကျင့်တယ်လို့ထင်ကောင်းထင်လိုက်မယ်။ဒါပေမဲ့အမှန်တရားကခါတယ်။ညတာမှုမရှိဘူးဆိုတာကိုသဘောပေါက်နားလည်သင့်တယ်။ဒီကိစ္စဟာအဓိပ္ပာယ်မရှိဘူးဆိုရင်တော့ငါတို့နှစ်ယောက်ရဲ့အဆင့်တွေအယံကွာခြားတယ်ဆိုတာနင်နားလည်သင့်တယ်။ငါတို့နှစ်ယောက်ပေါင်းစည်းဖို့ဆိုတာမဖြစ်နိုင်ဘူး။နလန်ရီရန်ရဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်ကိုကြားလိုက်ရတဲ့အခါမှာရှောင်းရင်အထင်သေးစွာပြုံးပြလိုက်တယ်။မိန်းကလေးရီရန်ဒီလောကမှာမိန်းကလေးဘက်ကနေလက်ထပ်ဖို့ကိုနောက်ဆုတ်လိုက်တာဟာသူတို့တားဘက်ကိုဘလောက်တောင်အကျက်တဲဖြစ်စေတယ်ဆိုတာသဘောပေါက်တင်တယ်။အများအမြင်မှာအရှိတ်ရစေနိုင်တာကိုနားလည်တင်တယ်။ကျွန်တော်ကတော့အဲ့လိုအဆက်ကွဲမှာကိုဂိမ်းမဆိုင်ပါဘူး။ဒါပေမဲ့မျိုးနွယ်ကောင်းဆောင်ဖြစ်တဲ့အဖေကိုတော့အဲ့လိုလုပ်လို့မရဘူး။တကယ်လို့ဒီနေ့တောင်းဆိုတာကိုလက်ခံလိုက်တယ်ဆိုရင်သူဒီမျိုးနွယ်ကိုဘလို့အုပ်ချုပ်တော့မလဲ။ရှောင်မျိုးနွယ်ဆိုအနေနဲ့ဘူတန်မျိုးမှာဘလို့ရှေ့ဆက်သွားရမလဲ။ရှောင်းရင်ရဲ့စကားကိုကြားရပြီးနောက်နလန်ရီယန်မျက်မှောင်ကျုံသွားတယ်။ခမ်းမထိတ်မှထိုင်နေတဲ့ရှောင်းချမ်းကိုလည်းမတိမသားကြည့်လိုက်တယ်။ရှီရင်ဆွဲအရက်ထက်ပိုပြီးတော့အိုစာသွားတဲ့ပုံပေါက်တဲ့ရှောင်းချမ်းကိုမြင်ရတော့သူမလှုပ်ရတဲ့အတွက်စိတ်မကောင်းဖြစ်သွားတယ်။နှက်ခမ်းကိုက်လိုက်မိတယ်။ဘာဆက်လုပ်ရမလဲ။ခဏသာငြိမ်သက်သွားပြီးနောက်မျက်လွှာပင့်ပြီးတော့ပုံမှန်လေတံနဲ့ပြောလိုက်တယ်
ဒီနေ့လာတောင်းဆိုတဲ့ကိစ္စကိုမစင်မချင်လှုပ်လိုက်မိတယ်စိတ်မကောင်းပါဘူးအဲ့ဒါကြောင့်လက်ထပ်ဖို့သဘောတူထားတာကိုပြန်ရုပ်သိမ်းဖို့ကိစ္စကိုခဏနောက်ဆုတ်ထားပေးလိုက်မယ်ဒါပေမဲ့ဂရိတစ်ခုတော့ပေးရမယ်ဘာဂရိလဲဒီနေ့ပြန်ရုပ်သိမ်းဖို့ကိစ္စကိုနောက်3နှစ်ထိရွှေ့ဆိုင်ပေးမယ်နောက်3နှစ်ကြာရင်တိမ်မျိုးခိုင်းကိုဝင်လာပြီးတော့ငါ့ကိုစိန်ခေါ်ပါငါနိုင်ခဲ့ရင်အားလုံးရဲ့ရှေ့မောက်မှာမင်္ဂလာကိစ္စဖြစ်သိမ်းဖို့ဆက်လုပ်မယ်ပြီးတော့ရှောင်းမျိုးတွေရဲ့ဒလေအတိုင်းအရွယ်ရောက်ပြီးလို့နင်းလဲတာဝန်တွေထမ်းဆောင်ရမယ်အဲ့ဒီတော့နင်းရှုံးသွားရင်တောင်မှရှောင်းကျန်းရဲ့ရှောင်းမျိုးနဲ့ခုံတိတ်ခါကိုထိခိုက်စေမှာမဟုတ်တော့ဘယ်လိုလဲသဘောတူလားငါရှုံးနေသွားရင်အဖေတိတ်ခါကြတော့မှာမဟုတ်ဘူးဒါပေမဲ့ငါဘဝတစ်ခုလုံးရေစုံမျောသွားမယ်အရှက်တပွဲအကျိုးနဲ့ဖြစ်သွားပြီးတော့ငါခေါင်းခံရနိုင်မယ်ဒီမိန်းမတော်တော်ရစ်ဆက်တာပဲရှောင်းရင်အကူညီမဲ့သွားတယ်လို့ခံစားလိုက်ရတယ်သူဒေါ်ရထွက်ပေမဲ့ဒီဘေးကျက်နဲ့ကြက်ရိုက်နေတဲ့ကိစ္စကနေဘလို့ယုံထွက်ရမလဲဆိုတာအပြေရှာမရတော့ဘူးမိန်းကလေးတွေတန်းရှောင်းရင်ရဲ့အခြေအနေကိုမသိတာလည်းမဟုတ်ဘူးအဲ့ဒါတောင်သူ့ကိုစိန်ခေါ်ခိုင်းနေသူ့ကိုအဲ့လိုစော်ကားနေရတာသဘောကျနေတာလားရှောင်းကျန်းဒုံးကနေစပွဲကိုလက်ဝါးနဲ့ရိုက်ပြီးတော့စိတ်ဆိုးမှန်ဆိုးနဲ့မတ်တက်ရလိုက်တယ်ဦးလေးရှောင်းကျန်းဒီမင်္ဂလာကိစ္စကိုဖြစ်သိမ်းရင်တယောက်မဟုတ်တယောက်ကတော့ထိခိုက်မှာပဲလေဦးလေးတက်တာမတွေးပေးရင်ဒီနေ့မင်္ဂလာကိစ္စကိုတေချာပေါက်ဖြစ်သိမ်းမှာပြီးရင်အားလုံးကိုလည်းဒီအကြောင်းကိုအသိပေးမယ်နလန်ရီရန်ဒေါရမြုပ်တိတ်ထားတာတွေပွင့်ထွက်လာခဲ့ပြီးတော့ရှောင်းရန်ကိုအေးစစ်စွာအော်ပြောလိုက်တယ်ဦးလေးရှောင်းကျန်းရဲ့နာမည်ကိုထိခိုက်စေချင်မှုမို့လားအဲ့ဒါဆိုရင်စိန်ခေါ်တာကိုလက်ခံလိုက်ပါနောက်3နှစ်လားအခုလားဘဲချိန်ကိုရွေးမှလဲနလန်ရီရန်အဲ့လောက်ထိအောက်ခြေလက်ပြီးကြီးကြီးကျယ်ကျယ်လှုပ်ပြစရာမလိုပါဘူးစိတ်ဆက်ထားတာကိုဖြစ်ဖို့တောင်းဆိုမှုရဲ့အဓိကအကြောင်းရင်းကငါလိုဒုက္ခိတတယောက်ကမင်းနဲ့မထိုက်တန်ဘူးလို့တွေးနေတာမလားတဲတော့ပြောလိုက်ပါစိတ်မရှိပါနဲ့ပြီးတော့မင်းရဲ့အလှပလွဲပြီးတော့ကြံတဲ့မင်းရဲ့အကြောင်းအရာတွေကိုငါစိတ်ဝင်စားဘူးတိမ်မြူခိုင်းဆိုတာအင်အားတောင့်တင်းနေဆိုတာငါလက်ခံပါတယ်ဒါပေမဲ့ငါငယ်သေးတယ်ငါမှချိန်တွေအများကြီးရှိသေးတယ်နောက်ပြီး12နှစ်မှာဒိုစီတယောက်ဖြစ်ခဲ့တယ်ဒါပေမဲ့နလန်ရီရန်မင်းအသက်12နှစ်မှာဘယ်အစ်စ်ရောက်နေပြီလဲမင်းမှန်ပါတယ်အခုငါဒုက္ခိတနေပါဖြစ်နေပြီဒါပေမဲ့လွန်ခဲ့တဲ့3နှစ်ကမဖြစ်နိုင်တဲ့အရာတခုကိုငါလုပ်ပြနိုင်ခဲ့တယ်အခုအဲ့လိုမျိုးနောက်တစ်ခါမလုပ်ပြနိုင်တော့ဘူးလို့ထင်နေရတယ်လေနောက်တစ်ချိန်ပါရမီရှင်ပြန်မဖြစ်နိုင်တော့ဘူးလို့ထင်ကြတာလေနလန်ရီရန်ရဲ့နိုင်ထက်စီးနေနေတဲ့စကားကိုကြားရတာရှောင်းရင်ရဲ့စိတ်ခံစားချက်တွေပောက်ကွဲဆဲဆဲမီးတောင်လိုပြင်းထန်လာတယ်သူ့ရဲ့မျက်နှာဟာမယုံနိုင်လောက်အောင်မကြော်ပြီးတော့သူ့စကားတွေကအားလုံးကိုတုန်လှုပ်သွားစေတယ်အေးအေးဆေးဆေးနေတတ်တဲ့ဒီလူငယ်ကပြောတတ်လိုက်မယ်လို့ဘယ်သူထင်လိုက်မိပါမလဲနလန်ရီရန်နှက်ခမ်းတွေကိုမဲရွဲလိုက်တယ်ရှောင်းရင်ကိုအရန်စိတ်ဆိုးနေပေမဲ့ညင်းဖို့အကြောင်းအရာရှာမရခဲ့ဘူးရှောင်းရင်ပြောတာကလည်းမှန်နေတာပဲဒုက္ခိတမဖြစ်သေးတဲ့အချိန်မှာရှောင်းရင်ဟာအသက်12နှစ်နဲ့ဒိုစီတယောက်ဖြစ်ခဲ့တယ်ရှောင်းရင်ဒိုစီတယောက်ဖြစ်ချိန်မှာသူမဒိုရှိကွေအဆင့်8ပဲရှိနေတယ်နလန်ရီရန်မင်းအဖိုးမျက်နှာကြောင့်အကြံကောင်းတစ်ခုပေးလိုက်မယ်အခုငါအားနေနေလို့ငါ့ကိုလွယ်လွယ်လေးထင်တယ်လို့အနိုင်ကျင့်လို့ရတယ်လို့မသွေးနဲ့ဒါလွားလို့ထိတ်ရှားတဲ့ရှောင်းရံစကားကိုကြားလိုက်ရတဲ့အခါနလန်ရီရန်မျက်နှာကတင်းမာသွားတယ်ဟာမှန်နေဘလောက်ကောင်းတဲ့စကားတစ်ခွန်းလေးအားနေနေချိန်မှာလွယ်လွယ်လေးထင်တယ်လို့လာပြီးတော့အနိုင်မကျင့်နဲ့ဟာငါသားရှောင်းရံကတာမန်လူတယောက်မဟုတ်တော့ဘူးကရှောင်းကျန်းမျက်နှာကအာမန်နဲ့တက်ကြွလာတယ်သူ့ရဲ့ကြီးမားတဲ့လက်ဖွားဟာစပွဲကိုဒုံးကနေထပ်ရိုက်လိုက်တယ်။လက်ဝါးအရှိန်ကြောင့်လက်ဖက်ရည်ပကံလုံးထဲကရင်တွေလွတ်ဆန်ကုန်တယ်။ရှောင်းရင်ကိုအန်ကျိတ်ပြီးကြီးလိုက်တယ်။ရီရန်ကဒေါရအရန်ထွက်လွန်းတာကြောင့်ခေါင်းကမူးနောက်နောက်ဖြစ်ကျင်နေတယ်။သူမဟာငယ်ငယ်ကလေးကအလိုလိုက်ချင်းခံခဲ့ရတဲ့သူတယောက်ဖြစ်ပြီးအခုလိုအရွယ်သူတယောက်ကစော်ကားခြင်းကိုခံခဲ့ရတဲ့သူမဟုတ်ပါ။သူမအတန်ဟာပိုပြီးတော့ဆူးရှလာတယ်။ဘာအတွက်ကြောင့်လဲငါ့ကိုအရှက်ခွဲနေရတာလဲ။မင်းအကြီးချင်းကပြိုင်ပက်ခင်းနေဆိုတာဟုတ်တယ်။ဒါပေမဲ့အခုမင်းအသုံးဝင်တဲ့လူတယောက်ဖြစ်နေပြီလေနောက်ပြီးတော့ဒီနေ့ဖြစ်တိုင်းတဲ့ကိစ္စကိုမပြောတော့ဘူးဒီကနေ့ကစပြီးတော့နောက်3နှစ်တိမ်မြူခိုင်းမှာငါစောင့်နေမယ်တတိရှိရင်လာခဲ့ပါဘယ်လောက်ထိပြောင်းလဲသွားတယ်လဲဆိုတာကိုငါ့ကိုလာပြလိုက်ငါ့ကိုနိုင်ခဲ့ရင်ကျမနလန်ရီရန်ကြံရှိနေတဲ့ဘဝတစ်လျှောက်လုံးရှောင်ရဲ့အစေခံနဲ့ပဲနေပါမယ်ဟုတ်ပြီနောက်3နှစ်ကြာလုံးမှဒီလိုပဲမတတ်မဆွမ်းဖြစ်နေအောင်မယ်ဆိုရင်တော့လက်ထပ်ဖို့တဘောတူထားတာကိုဖြစ်သိမ်းပြီးတော့ပြင်ဆင်ထားလိုက်ပါဖြူပတ်ဖြူရောဖြစ်နေတဲ့နလန်ရီရန်မျက်နှာကိုကြည့်ပြီးတော့ရှောင်ရင်လှောင်ရင်လိုက်တယ်။နောက်3နှစ်စောင့်စရာမလိုပါဘူး။ငါမိမဖြစ်ဖို့လာတောင်းပန်နေရင်တောင်မှမင်းကိုမလိုချင်တော့ဘူး။ပြောပြီးတာနဲ့အေးဆက်ဆက်အချင်းနဲ့နလန်တို့အုပ်စုကဂယုမဆိုင်ပဲနောက်ပြန်လှည့်လိုက်တယ်။စပယ်တစ်ခုစီရှောက်သွားပြီးတော့စာရွက်တစ်ရွက်ကိုယူကစာရွက်ပေါ်မှာတစ်ခုခုရေးချက်လိုက်တယ်။စာရွက်ပေါ်မှာစာရီတစ်ဖြည်းဖြည်းနဲ့ရုပ်လုံးပေါ်လာပြီးနောက်ဆုံးစုတ်တန်ကိုတင်လိုက်တယ်။ရုပ်တရက်စပယ်ပေါ်ကဓမြောင်ကိုညာဘက်လက်နဲ့ကင်လိုက်ပြီးလက်ဖွားကိုလှိလိုက်တယ်။ထ
ထွက်လာတဲ့သွေးနဲ့လက်ဖွားတစ်ပြင်းလုံးတုံးလိုက်တယ်သွေးပင်နေတဲ့လက်ဖွားကိုစက်ကူဖြူပေါ်မှာဖိလိုက်တယ်ထင်းရှားနေတဲ့အနီရောင်လက်ဝါးကစက်ကူပေါ်မှာထင်သွားတယ်စာချုပ်ကိုပေါ့ပါးစွာကောက်ယူလိုက်ပြီးရှောင်းရင်အောင်ပွဲခံရဲမောလိုက်တယ်ရီရန်စီကိုရှောက်သွားလိုက်ပြီးစပွဲပေါ်စာချုပ်ကိုပြစ်ချလိုက်တယ်ရှောင်းရင်ဆိုတဲ့ငါကထူးချွန်တဲ့တချို့မိန်းမတွေကိုအထင်ကြီးတယ်လို့ထင်ရဲသလားအဲ့ဒီစာချုပ်ကလက်ထက်တဘောတူညီချက်ကိုဖျက်သိမ်းတာလက်ခံတဲ့စာချုပ်မဟုတ်ဘူးဒီနေ့နင်းနဲ့ငါပြက်ဆဲလိုက်ပြီးရှောင်းမျိုးနယ်နဲ့နင်းနဲ့လုံးဝမသက်ဆိုင်တော့ဘူးနင်ငါ့ကိုပြက်ဆဲရဲတယ်တွေးဆွနေတဲ့စာချုပ်ကိုကြည့်ပြီးတော့နလန်ရီရန်လုံးဝမယုံကြည်နိုင်စွာမျက်လုံးအစုံပြူးကျဲသွားတယ်သူမရဲ့အလှအရေးအချင်းနောက်ခံအတိုင်းဝိုင်းအဲ့ဓာတွေပြည့်စုံနေတာတောင်ဒီလိုမျိုးနွယ်ငယ်တစ်ခုရဲ့ဒုက္ခိတတယောက်ကပြက်ဆဲရဲတယ်လားရုတ်တရက်အဖြစ်အပျက်ကအိမ်မက်မက်နေသလိုပါပဲနလန်ရီရန်အံ့ဩနေတဲ့မျက်နှာကိုအေးဆက်စွာကြည့်လိုက်ပြီးရှောင်းရဲ့နောက်လှည့်လိုက်ပြီးရှောင်းချမ်းရှိမှဒူးထောက်ပြီးကြောလိုက်တယ်အောက်နှခမ်းကိုဖိကိုက်ထားပြီးစကားတခွန်းမှမဆိုတော့ရှောင်းရင်ဟာနလန်ရီရန်ကိုပြက်ဆဲလိုက်တဲ့သတင်းသာပြန့်သွားရင်ဒီသတင်းကိုဘယ်သူမှယုံနိုင်မှာမဟုတ်ဘူးအဖြစ်ပြက်မသိတဲ့လူတွေကတော့နလန်ရီရန်ကရှောင်းမျိုးနယ်ကိုသူ့ရဲ့နောက်ခံအင်အားသုံးပြီးတော့လက်ထက်သဘောတူညီမှုကိုအတင်းအကျပ်ဖြစ်ခိုင်းတယ်လို့ထင်မိကြမယ်ပြီးတော့ရီရန်ရဲ့အလှအပအရေးချင်းနောက်ခံအင်အားစတာတွေကရှောင်းမျိုးနယ်ရဲ့ဒုက္ခိတတယောက်ကဘလို့မှမရှင်းနိုင်ပါဘူးတိမ်မြူခိုင်းရဲ့ခိုင်းကြုံလောင်တယောက်ကိုရှောင်းရန်ဘက်ကနေမကွာရှင်းရဲလောက်ဘူးလို့တွေးမိကြပါပဲအဲ့ဒါတွေကြောင့်တလောကလုံးရဲ့သရေခွက်မှာရှောင်းရန်အဖေရှောင်းချမ်းပက်လက်မျောတော့မှတေးချတယ်ဒူးထောက်ထားတဲ့ရှောင်းရန်ကိုမကြည့်ပြီးတော့သူ့သားဘလို့ခံစားနေရတယ်လဲဆိုတာနားလည်သွားတယ်ရှောင်းချမ်းအားကိုးမဲ့စွာပြုံးလိုက်တယ်ငါသားအမြဲအဲ့လိုဒုက္ခိတဖြစ်မနေဘူးဆိုတာငါရှုံတယ်လူတွေအတိတရားရလာတဲ့တနေ့ကျရင်အတင်းပြင်းတွေပျောက်ခွဲသွားမှာပါအဖေတာနောက်3နှစ်ကျရင်တိမ်မြူခိုင်းကိုသွားပြီးတော့ဒီနေ့အရှိတ်ရခဲ့တာတွေကိုပြန်ပေးဆက်ခိုင်းမယ်ရှောင်းရဲ့မြည်ရည်စားတွေနဲ့ဖခင်ကိုထပ်မံကြောလိုက်ပြီးမတက်ရလိုက်တယ်ပြီးတာနဲ့တခါတည်းခမ်းမကြီးရဲ့တကားမကြီးစီကိုရှောက်သွားလိုက်တယ်နလန်ရီရန်အရှိရောက်သွားတဲ့အခါမှာတော့ခဏရက်လိုက်ပြီးအေးဆက်စွာနဲ့နောက်3နှစ်နေငါပြန်လာခဲ့မယ်တကားမကြီးစီထွက်ခွာသွားတဲ့ရှောင်းရင်နေရအောက်မှာသူ့ရဲ့အရေးကရှည်လျာနေစဉ်ကြည်ရတာသူ့အထီးကျန်တမားလိုပါပဲနလန်ရီရန်စကားပြောဖို့ဟလိုက်ပြီးမဲ့အတန်ထွက်မလာခဲ့တဖြည်းဖြည်းပျောက်ကွယ်သွားတဲ့ရှောင်းရင်ကိုငေးကြည့်မိတယ်သူမလက်ပေါ်ကစာချုပ်ကတောင်တလုံးလိုလေးလံနေတယ်လို့ခံစားရတယ်ကဲမင်းတို့ရီမန်းချက်လည်းပြည့်ပြီဆိုတော့ပြန်လို့ရပြီတဖြည်းဖြည်းထွက်ခွာသွားတဲ့ရှောင်းရံကိုကြည့်ပြီးရှောင်းချမ်းမျက်နှာကိုဘာမှမဖြစ်တယ်လို့ဟန်ဆောင်ထားပေမဲ့အင်ကြီးလက်ရှည်ထဲမှာတင်းနေအောင်စုပ်ထားတဲ့လက်တီးကိုတော့သွေးအောင်ပဲမရှိတော့ပါရှောင်းလေဒီနေ့အဖြစ်ပြအတွက်တောင်းပန်ပါတယ်တကယ်လို့အချိန်ရခဲ့ရင်နလန်မျိုးနွယ်စီအလဲလာခဲ့ပါမျက်နှာတင်းမာနေတဲ့ရှောင်းချမ်းကိုဥညွတ်ပြီးတော့နှုတ်ဆက်လိုက်တယ်နလန်ဘာစကားမှလည်းထပ်မဆိုချင်တော့အလင်းအမြန်မဲထပြီးခမ်းမကြီးဆိုထက်လာခဲ့တယ်သူမအနောက်ကိုကုရဲ့ပရိသတ်များအားလုံးမင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကောင်းကင်ဘုံနဲ့စစ်ပြိုင်ခြင်းဆိုတဲ့ဇာတ်လမ်းလေးရဲ့အခန်း၈ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အခန်း၈ထူးဆန်းတဲ့လူကြီးခမ်းမကြီးကနေခန်းစားချက်ကင်းမဲစွာထွက်လာပြီးနောက်လှုပ်ရှားရှိတာတွေလှုပ်တယ်ပြီးနောက်မြို့နယ်ဆန်အိမ်ရဲ့အနောက်ဘက်မှာတည်ရှိနေတဲ့တောင်ပေါ်ကိုတဖြည်းဖြည်းချင်းတက်သွားတယ်တောင်ထိပ်ပေါ်မှာထိုင်ချလိုက်ပြီးအဝေးကမြို့ရိပ်ရက်ဆိုင်နေတဲ့တောင်တန်းကြီးကိုငြိမ်သက်စွာထိုင်ငယ်ကြည့်မိတယ်။မြို့ရိပ်ရက်ဆိုင်နေတဲ့တောင်တန်းကြီးကတော့ဂျာမန်အင်ပါယာရဲ့နာမည်ကြီးမော်တော်ရိုင်းကောင်တောင်တန်းကြီးဖြစ်တယ်။ဟာဟာဟာစွမ်းအားဒီကဘာပေါ်မှာဘာစွမ်းအားမှမရှိရင်မင်းဟာချီတော့ပဲချီတော့တောင်မှဘသူမှမနှင်းကျင်တဲ့ချီတော့တကိုယ်လုံးလှုပ်ခါကြအောင်အော်ပြလိုက်တယ်။မိမိကိုလှောင်ရတဲ့အတန်ဟာတောင်ကျော်တစ်ခုလုံးပြန့်နှံ့သွားတယ်။ရှေးတန်းတွေထဲမှာဝမ်းနေခြင်းတွေရောပါလွန့်ထွက်သွားသလိုပဲစပင်ကိုဆုပ်ဆွဲလိုက်ပြီးအောက်နှခမ်းကိုဖိကိုက်မိတယ်။ငန်ကြည့်ကြည့်အရာတာသွေးတွေပါဇက်ထဲဝင်ကုန်တယ်။ခမ်းမဆောင်ထဲမှာခန်းစားချက်တွေထိမ့်ချုပ်နိုင်ခဲ့ပေမဲ့နလန်ရွေရန်ရဲ့စကားကသူ့ရဲ့ရင်ကိုဓာတ်နဲ့မှွှင်းလိုက်တယ်လို့ခံစားရတယ်။တပည့်လက်ဖွားကသွေးတန်ရာတွေကိုကြည့်ပြီးနောက်တစ်ခါဒီလိုစော်ကားခြင်းမျိုးကိုမကြုံစေရဘူး။ရှောင်းရင်အတန်ကအကွဲနေပေမဲ့ပြတ်သားတယ်ဟဲ့ကောင်းလေးမင်းကြည့်ရတာအကူအညီလိုနေပြီထင်တယ်ရှောင်းရင်ကျိန်စုံနေတဲ့အချိန်မှာအိုမင်းနဲ့ရေရန်ကိုကြားလိုက်ရတယ်ရှောင်းရင်မျက်နှာပြက်သွားပြီးကမန်းကရန်နှောက်ကိုလှည့်ကြည့်လိုက်တယ်စွန်ရဲလိုဆူရှနေတဲ့မျက်လုံးတွေနဲ့ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်လိုက်ပေမဲ့အရိပ်ရောင်တစ်ခုမှမတွေ့ရပါရှောင်းရင်မျက်ကလူးဆန်ပြဖြစ်နေချိန်မှာပဲထူဆန်းတဲ့ရေရန်ကထပ်မံကြားရပြန်တယ်ဟီရှာမနေနဲ့ငါမင်းရဲ့လက်ချောင်းမှာရှောင်းရင်ကြောင်တောင်တောင်ဖြစ်သွားပြီးညာဘက်လက်ဆွတ်ကိုကြည့်လိုက်တယ်ဒီကနေစကားပြောနေတာလားရှောင်းရင်ရင်တွေတရိမ့်ခုန်နေပြီမဲ့စူးစားပြီးတော့အခက်တီတီနဲ့မိလိုက်တယ်
ကောင်းလေမင်းအတော်လေးကိုတည်ငြိမ်တာပဲအိန္ဒြေပြက်လောက်တဲ့အထိမကြောက်ဘူးပဲမကန်ချိမကန်တာအတန်ကလက်ဆွဲကနေထွက်လာတယ်ခမ ्या ဘာတူလဲဘာလို့ဒီလက်ဆွဲမှာရှိနေရတာလဲခမ ्या ဘာလို့ချင်နေတာလဲစိတ်တည်ငြိမ်အောင်ထားပြီးအရေးကြီးဆုံးမေးခွန်းကိုမေးလိုက်တယ်ငါဘာတူလဲဆိုတာသိဖို့မလိုဘူးမင်းကိုအန်တီရဲ့မပေးပါဘူးဟာဟာနောက်ဆုံးမှာတော့အားရင်ကောင်းတဲ့စိတ်ဝိညာဉ်ရှိတဲ့သူကိုရရှိခဲ့တာပဲကံကောင်းလိုက်တာကွာသုံးနှစ်လုံးမင်းရဲ့လက်ဆောင်ကိုတကယ်ကျေးဇူးတင်နေဟဲ့မဟုတ်ရင်အခုချိန်ထိအိပ်ပျော်နေအောင်ပါပဲလက်ဆောင်ရှောင်းရင်နားမလဲလိုက်ပါခဏရှောင်းရင်မျက်နှာမဲမောင်သွားပြီးအေးစက်တဲ့စကားလုံးတွေထွက်ကြလာတယ်ငါတို့ကြည့်အစွမ်းတွေပျောက်ကွယ်သွားတာခမ ्या လှုပ်လိုက်တာလားဟိငါလှုပ်လိုက်တာကောင်းလေငါ့ကိုစိတ်မဆိုးပါနဲ့ခွေတောင်စားတင်းငိန်နေတဲ့ရှောင်းရင်အယူတယောက်လိုဒေါရထွက်သွားတယ်မျက်နှာမှာဒေါရအပြည့်နဲ့အမေပေးတဲ့လက်ဆွဲကိုလည်းသတိမရတော့ပါလက်ဆွဲကိုချက်လိုက်ပြီးတော့6ကဘာအောက်ကိုအားကုန်ပြက်လွဲလိုက်တယ်သူ့ရဲ့လက်ကနေလက်ဆွဲလွန့်ထွက်သွားတဲ့အချိန်မှာပဲရှောင်းရင်အသေးစိတ်ဝင်လာတယ်ကမန်းကရန်လိုက်ဖမ်းမိမဲ့လက်ဆွဲကတော့တောင်အောက်ကိုကျသွားခဲ့ပြီး6အောက်ကမြူတွေကြားထဲမှာကျဝင်သွားတဲ့လက်ဆွဲကိုကြည့်ပြီးရှောင်းရင်ကြောင်ပြီးတော့ရက်နေမိတယ်ဒေါရထွက်နေတာလေနောက်ဆုံးရက်သွားပြီးနောက်အတိစိတ်ဝင်လာတယ်နှစ်ဖူးကိုဖြန်းကနေရိုက်လိုက်ပြီးတော့နှမျောတစွာအယူပဲကွာအယမ်းမိုက်တာပဲမိုက်လိုက်လေချင်းသုံးနှစ်လုံးအရှိရခဲ့တဲ့တရခန်းကအမြဲဝတ်ဆင်ထားတဲ့လက်ဆွဲကြောင်းဆိုတာသိလိုက်ရတော့ယူမတက်ဖြစ်သွားတာကြောင့်ဖြစ်တယ်6ကဘာအစွမ်းမှအကြကြီးထိုင်နေခဲ့ပြီးနောက်ရှောင်းရဲဘာမှမတတ်နိုင်ခဲ့ပြီးခေါင်းမူရာလှုပ်ရမ်းနေမိတယ်မတက်ရလိုက်ပြီးတောင်အောက်ပြန်ဆင်းရန်ဟန်ပြန်လိုက်ချိန်မှာပဲရှောင်းရဲမလုံးနဲ့ပြူးကျဲသွားတယ်သူ့အရှိကအရာဝရာတုံရင်နေတဲ့လက်ချောင်းတွေနဲ့လက်ညှိုးထိုးနေတော့တယ်ရှောင်းရင်အရှိမှာအနည်းအောင်လက်ဆက်လေးလေးပေါ်မှာပေါ်လာတယ်ဒါပေမဲ့လက်ဆက်ကဖောက်ထွန်းမြင်နေရတဲ့မှန်သားလိုပုံသဏ္ဍာန်ရှိတဲ့ပုဂ္ဂိုလ်အိုတယောက်ထွက်လာချိန်မှာတော့ရှောင်းရင်အကြီးအကျယ်ထိတ်လန့်သွားတယ်ဟိကောင်းလေအရန်စိတ်ဆိုးဖို့မလိုပါဘူးကွမင်းရဲ့ဒိုးစွမ်းအင်ကို3နှစ်လောက်ပဲယူသုံးမိတာပါမှန်တက်ငေးမောနေတဲ့ရှောင်းရင်ကိုကြည့်ပြီးပြုံးပြလိုက်တယ်ရှောင်းရင်နှကန်းရွှဲလိုက်ပြီးဒေါရကိုမြှိုချလိုက်တယ်ဒီမှာဖို့ကြီးဒီလက်ဆက်ထဲမှာပုံနေခဲ့တာပဲကျွန်တော်တို့ကြည့်အစွမ်းတွေကိုခမ ्या ခိုးယူခဲ့တာအဲ့ဒါကကျွန်တော်ဘလောက်တောင်နာကျင်ခဲ့ရတယ်လဲဆိုတာခမ ्या မြင်နေမလားဒါပေမဲ့3နှစ်လောက်အနိုင်ကျင့်ခံခဲ့ရတော့အခုမင်းတော်တော်လေးကိုရင့်ကျက်လာပြီမဟုတ်လားမဟုတ်ရင်ဒီလိုမျိုးအတွေးအခေါ်တွေရှင်းချက်ပြီးသီးခံနိုင်စမ်းတွေရှိလာလိမ့်မယ်လို့လွန်ခဲ့တဲ့3နှစ်တုန်းကမင်းထင်ခဲ့လားရှောင်းရင်မျက်ခုံးတွန့်ကွေသွားတယ်ဒါပေမဲ့သူ့ရဲ့အမှုအရာကစတင်တည်ငြိမ်လာတယ်ဒေါရပြေပြီးနောက်ရှောင်းရင်နည်းနည်းပျော်သွားတယ်သူ့ရဲ့ဒိုးစွမ်းအင်ဘာလို့ပြောက်ွယ်သွားတယ်လဲဆိုတာသိသွားပြီဒါဆိုသူ့ရဲ့စွမ်းအားတွေပြန်ရတော့မယ်ဒုက္ခိတဆိုပြီးတော့အလုံးဝိုင်းတမှုတ်ခဲ့ကြတဲ့သူ့ရဲ့ဘဝကိုပြန်ပြီးတော့အဖက်ဆယ်နိုင်မယ်ဆိုတာကိုတွေ့ရင်ဘဝတဖန်ပြန်လဲမွေးဖွားလာရတယ်လို့ခံစားလိုက်ရတယ်သူ့ရှိကလူကြီးကိုလည်းအရင်လိုစိတ်သိပ်အနှောက်အယှက်မဖြစ်တော့သလိုထင်လာတယ်တခုခုပျောက်ဆုံးပြီးမှသူ့ရဲ့တန်ဖိုးကိုသိတယ်ပျောက်ပြီးမှပြန်ရခဲ့ရင်လည်းပို့ပြီးတော့တန်ဖိုးထားရလာကြတယ်လက်ကဝက်ကိုအตาအရာလှည့်ကြည့်လိုက်ပြီးတော့ရှောင်းရင်တက်ပြင်းရှည်မှုတ်ထုတ်လိုက်တယ်ခမ ्या ဘာလို့လဲဆိုတာမသိပေမဲ့ကျွန်တော်သိချင်တာတစ်ခုကဒီလွတ်ဆွတ်မှာဆက်နေပြီးတော့ကျွန်တော်ရဲ့ဒိုးစွမ်းအင်တွေကိုဆက်ပြီးတော့ခိုးနေအောင်မလားဒါဆိုနောက်တစ်ယောက်ကိုထပ်ရှာလိုက်ပါခမ ्या အတွက်ကျွန်တော်မလုပ်နိုင်ဘူးဟာဟာတခြားသူတွေမင်းလောက်မှစိတ်ဝိညာဉ်အာရုံခံစားမှုမကောင်းကြဘူးလူကြီးကသူ့ရဲ့မုတ်စိတ်မွေးကိုတက်ချလိုက်ပြီးနောက်ငါလဲထွက်လာပြီဆိုတော့မင်းခွတ်မပြုတ်ပဲနဲ့မင်းရဲ့ဒိုးစွမ်းအင်ကိုစုပ်မယူတော့ပါဘူးရှောင်းရင်ဆွေကြည့်လိုက်ပြီးတယောပြုံးပြုံးလိုက်တယ်ဘာစကားမှထပ်မဆိုတော့ထိုလူကြီးဘလောက်ပဲပြောရှောင်းရင်နားဝင်မှာမဟုတ်တော့ပါလက်စွပ်ကိုလည်းမွဲတော့ဖို့ဆုံးဖြတ်လိုက်တယ်ကောင်းလေမင်းထိတ်ဆုံးမရောက်ချင်ဘူးလားတခြားလူတွေမင်းကိုလေးစားမအောင်မလိုချင်ဘူးလားဒီလူကြီးနဲ့ဘာမှမပတ်သက်တော့ဘူးလို့ဆုံးဖြတ်ထားပေမဲ့ဒီစကားကိုကြားချိန်မှာရှောင်းရင်ရင်ခုန်နှံနေညှန်းဆန်သွားတယ်ကျွန်တော်ရဲ့ဒိုးစွမ်းအင်တွေဘာလို့ပျောက်သွားတယ်လဲဆိုတာသိပြီးပြီပြီးတော့ကျွန်တော်အကြီးအချင်းနဲ့ဆိုရင်ဘာလို့ခမ ्या အကူကြီးကိုယူရအောင်မလဲတပြင်းပပလေးမှုတ်လိုက်ပြီးနောက်အသာအရာပြောလိုက်တယ်လောကကြီးမှာဘယ်အရာမှအလကားမရဘူးဆိုတာရှောင်းရင်နားလေတယ်ဒီလိုထူးဆန်းတဲ့လူကြီးစီကအကူအညီယူဖို့ဆိုတာကောင်းတဲ့အကြံမဟုတ်ပါကောင်းလေမင်းရဲ့စွမ်းရည်တွေကအတော်ကောင်းနေဆိုပေမဲ့အခုမင်းအသက်15နှစ်ရောက်နေပြီဒုက္ခအဆင့်3မှရှိသေးတယ်နောက်နှစ်မှာမင်းရဲ့အရွယ်ရောက်ချင်းအခမ်းအနားလာတော့မယ်လို့ပြောတန်ကြားတယ်တနှစ်အတွင်းမင်းရဲ့အစွမ်းအစနဲ့အစွမ်းကုန်စူးစမ်းရမယ်ဆိုရင်တောင်အဆင့်ခွန်ရောက်ပါမလားဟဲ့ပြီးတော့နောက်တုံးနှစ်မှာရှင်ပြိုင်မှုစိန်ခေါ်ထားတဲ့ကောင်မလေးကလေအကြီးအကျယ်မရှိတာလည်းမဟုတ်မင်းသူ့ကိုအနိုင်ယူဖို့ကိစ္စကလွယ်တဲ့ကိစ္စမဟုတ်ဘူးနော်လူကြီးမအတော်အသက်ကြီးပုံရတယ်မျက်နှာအရေးအကြောင်းတွေတွန့်လိုက်နေတယ်ခ
ခမားဟာမခိုးယူခဲ့ရင်ဒီလိုဖြစ်လာလိမ့်မယ်လို့ခမားထင်မလားခွေတောင်စားအိုကြီးရဲ့လူကြီးရဲ့စကားမှာရှောင်းရင်အားနေချက်ကိုစော်ကားသလိုဖြစ်နေတာကြောင့်ရှောင်းရင်ဒေါရအလိမ့်လိမ့်ထွက်ခါမျက်နှာမဲလာပြီးဆဲဆိုလိုက်တယ်ရှောင်းရင်စိတ်ပြက်လက်ပြက်ဖြစ်သွားပြန်တယ်ဘလိုပင်ကြိမ်ဆဲနေပါစေအရင်သူ့အခြေအနေကိုပြန်မရတော့ဘူးဒိုချီစွမ်းရင်လေးကျင့်ခြင်းမှာခိုင်မာတဲ့အုံမျက်ရှိဖို့လိုတယ်အသက်၄နှစ်ကစတင်ကျင့်ကြံခဲ့တာ6နှစ်ကြာမှအဆင့်9ကိုရောက်ခဲ့တယ်တစ်နှစ်တာကာလဟာတွင်အဆင့်9ကိုရောက်ဖို့ဆိုတာခက်ခဲလွန်းလာပါတယ်စိတ်ပြက်ပြက်နဲ့တစ်ပြင်းချလိုက်ပြီးဟိတ်ဟန်များတဲ့လူကြီးကိုတစ်ချက်ကြည့်လိုက်တယ်နှကန်းထောက်ကိုတွန့်ယုံလေးကွေးပြီးတော့မေးလိုက်တယ်ခမောင်းမှာဖြည့်ရှင်းမှုနီလန်းရှိလို့လားရှိရင်ရှိမှာပေါ့မရေမရာဖြစ်လိုက်တယ်တစ်နှစ်အတွင်းအဆင့်ခွန်ရအောင်ကူညီပေးမယ်ဆိုရင်3နှစ်လောက်ကျွန်တော်စီကဒိုချီစွမ်းရင်ခိုးယူခဲ့တာကိုခွင့်လွှတ်ပေးမယ်ဘလို့လဲရှောင်းရင်အကဲဆန်းပြီးတော့မေးလိုက်တယ်ဟိညံကောင်းတဲ့ကလေးပဲတကယ်လို့မကူညီနိုင်ဘူးဆိုရင်အတုံးမွေနဲ့လူကိုဘာလို့ဘေးနာထားနေအောင်မလဲတခြားကြုံရလူကိုပဲတွားရှာလိုက်ပါတွေးကြရလူစီကဒိုစွမ်းရင်စုပ်ယူလို့မရမှန်းသိတာကြောင့်ရှောင်းရင်အကြက်ကင်လိုက်ခြင်းဖြစ်တယ်လောလောဆယ်အသာစီးရနေခိုင်အမျက်ထွက်အောင်လုပ်ရမယ်ပါနဲ့ချက်ကတော့15နှစ်တာအရွယ်တယောက်နဲ့တောင်မတူတော့ဘူး3နှစ်ဆိုတဲ့အတိုင်းတာကမင်းကိုတကယ်ရင့်ကျက်အောင်လှုပ်ပေးလိုက်တယ်လို့ပဲငါအစီအစဉ်တွေပြောင်းပြန်ဖြစ်ကုန်တော့မှာပဲပါနဲ့လွင်နဲ့ရှောင်းရင်ကိုကြည့်ပြီးလူကြီးအံ့ဩမိပြီးတော့ခေါင်းကိုယ်တာအခါခါရမ်းနေမိတယ်ရှောင်းရင်ပခုံးတွန်းပြလိုက်ပြီးပေါ်ပါစွာပြောလိုက်တယ်ကျွန်တော်စီမှာစက်နေခြင်းနေရင်ရိုးတောက်မှုရှိရမယ်ဟုတ်ပြီလားတော်တော်စွာတဲ့ကောင်လေးပဲကောင်းပြီသဘောတူတယ်နောက်ပြီးတော့မင်းစီကအကူအညီလဲလိုသေးတယ်သဘောတူတဲ့အတန်နဲ့ပြောလိုက်ပြီးခေါင်းချိန်သဘောတူလိုက်ပြီးမြေပြင်ပေါ်ကိုဆင်းသက်လိုက်တယ်ရှောင်းရင်ကိုအသေးချာကဲခတ်ပြီးလှုပ်ဝက်တဲ့အပြုံးတစ်ခုရိတ်ကနေထွက်လာတယ်ချစ်ချင်းပဲပြန်တီသွားတယ်ခဏတာတွေးစားလိုက်ပြီးနောက်ကောက်ခါငင်ကမေးလိုက်တယ်မော်စည်းပညာရှင်တယောက်ဖြစ်ချင်လားအခန်းကိုရွဲ့လို့မော်စည်းပညာရှင်မေးလိုက်တဲ့စကားကိုကြားလိုက်ရတော့ရှောင်းရင်ခဏရက်တန့်သွားပြီးဒိုချီတိုက်ဒေတာမှာအားလုံးကမော်စည်းပညာရှင်ဖြစ်ချင်ကြတယ်ဒါပေမဲ့မော်စည်းပညာရှင်တယောက်ဖြစ်လာဖို့ဆိုတာလွယ်တာမှမဟုတ်တာခက်ခဲတဲ့လိုအပ်ချက်တွေမှာအများကြီးပြောနေရင်ရုပ်တရက်ရက်လိုက်ပြီးခေါင်းမောလိုက်တယ်ဒါဆိုလိုအပ်ချက်တွေကကျွန်တော်နဲ့ကိုက်ညီနေတယ်ပေါ့စိတ်လှုပ်ရှားပြီးတော့ရွှင်မြူးတွားတဲ့ရှောင်းရင်ကိုကြည့်ရင်သူမုတ်စိတ်မွေးကိုတာဖြည်းညင်းစွာပွက်လိုက်တယ်စက္ကန့်အနည်းငယ်ကြာပြီးတဲ့နောက်မင်းမအကြီးချင်းမပြည့်မိပေမဲ့မင်းကိုငါအကျွေးတင်နေတယ်ဆိုတော့အခုမင်းကိုပြန်ပြီးတော့ပေးဆိုင်ရမယ့်အချိန်ရောက်ပြီပေါ့အင်တင်ဖြစ်နေတဲ့လူကြီးကိုကြည့်ပြီးဒီလူကြီးငါ့ကိုအကြီးချင်းမပြည့်မိဘူးလို့လိန်နေတာဆိုပြီးတော့တွေးလိုက်မိတယ်။ဘာကြောင့်လဲဆိုတာတော့မဆက်စွမိပါ။စိတ်လှုပ်ရှားနေပေမဲ့မယုံတင်ငါဖြစ်နေတော့မယ်။အကြီးချင်းမပြည့်မိဘူးဆိုရင်တောင်မှမော်ဆေးပညာရှင်ဖြစ်ဖို့ကတခြားမော်ဆေးပညာရှင်တွေသင်ပေးမှရမှာ။ဒါဆိုခမည်းဟာမော်ဆေးပညာရှင်လား။မယုံတင်ငါဖြစ်နေတဲ့ရှောင်းရဲမျက်နှာကိုမြင်တော့ခန္ဓာကိုယ်မှတ်ပြီးတော့ခေါ်ယူတဲ့လေတံမျိုးနဲ့ဟုတ်တာပေါ့ကငါမော်ဆေးပညာရှင်တယောက်ပဲဆရာကြီးစိတ်မရှိပါနဲ့ဆရာကြီးအရင်တုန်းကမော်ဆေးပညာရှင်အဆင့်ဘလောက်ရောက်ခဲ့လဲရှောင်းရဲနှကန်းတက်လိုက်ပြီးလေးစားစပြုတ်လာတဲ့အတန်မျိုးနဲ့မေးလိုက်တယ်ဒိုချီကုံမြေမှာမော်ဆေးပညာရှင်ဆိုတာအင်မတန်ရှားပါလာတယ်မော်ဆေးပညာရှင်တွေမှာလည်းအဆင့်တွေခွဲထားသေးတယ်အနိုင်ဆုံးအဆင့်တက်ကနေအမြင့်ဆုံးအဆင့်ကိုထိခွဲထားတယ်နလန်ရီရန်ယူဆောင်လာတဲ့ဒိုအတွန်းစွမ်းအင်ကိုစူးစီးထားတဲ့စီရင်ထားတဲ့မော်ဆေးပညာရှင်ကုဟီဆိုအစင်ချောက်မော်ဆေးပညာရှင်ဖြစ်ပြီးဂျာမအင်ပါယာမှာဆိုထိတ်တန်းမော်ဆေးပညာရှင်လို့သတ်မှတ်ထားတယ်။ဘာအစ်စ်မှလဲဟိမမှတ်မိတော့ဘူးဟိချတဲ့မင်းတင်မလားမတင်ဘူးလားပြောခေါင်းခါပြီးတော့စဉ်းစားလိုက်ပြီးနောက်စိတ်မရှိစွာဖြင့်မေးလိုက်တယ်။ရတယ်မမေးတော့ဘူးကျွန်တော်တင်ချင်ပါတယ်။ရှောင်းရင်မစဉ်းစားတော့ပဲခေါင်းတေးသေးလေးကိုတာတွန်တွန်ညှိလိုက်တယ်။မော်ဆေးပညာရှင်ဆိုတာတိမ်မျိုးခိုင်းလို့အင်အားကြီးတဲ့ခိုင်းတွေတောင်မှအထူးတက်လဲလေးစားရတဲ့သူမဟုတ်လားဟိတင်ကျင်တယ်လားဟုတ်ပြီတင်ကျင်တယ်ဆိုကို့ဆရာကိုပထမဆုံးအယိုအသေးပေးတင်တယ်အဲ့လိုပြောပြီးတော့အနာရှိအစိမ်းရောင်ကြောက်တုံးပေါ်မှာတမင်ခွေထိုင်လိုက်တယ်ကို့ဆရာကိုအယိုအသေးပေးဖို့လိုမယ်ဟာတာပဲကို့ဆရာကိုအယိုအသေးမပေးဘဲနဲ့ငါသိရမြတင်ကျင်နေတယ်အိမ်မက်မနေနဲ့စိတ်ပြက်တဲ့အမူအရာပေါ်လွင်နေတဲ့လူကြီးကိုကြည့်ပြီးဆရာနဲ့တပည့်ကျင်းဝက်ကိုအရန်ကယူဆိုင်တဲ့ရှီရိုဆွဲစာအုပ်ကြီးတမတယောက်လို့တွေးလိုက်မိတယ်တပည့်ရင်ဖြစ်ဖို့အတွက်တုံမှုန်နေတဲ့မျက်နှာပေးနဲ့မတက်တာစွာကိုကိုင်းညွက်ပြီးတော့အယုတ်အသေးပေးလိုက်တယ်ရှောင်းရင်အယုတ်အသေးပေးတာကိုကြည့်ပြီးကျင်းနဲ့အားရစွာခေါင်းကိုညှိလိုက်တယ်ရင်းနှီးတဲ့လေရံမျိုးနဲ့ငါနာမည်ကရွှဲလို့ကိုဓာတ်ရိုက်ပါတာပြန်ရရင်အိုမင်းစီငါရဲ့အတိတ်အကြောင်းကိုအခုတော့သိစရာမလိုသေးဘူးအဲ့ဒီအတွက်ခေါင်းရှုပ်ခံစရာမလိုဘူး
မင်းသိထားရမှာတခုကအဲ့ဒီမော်စေးဘရင်ဆိုတာငါမျက်စိထဲမှာတော့အမိုက်တတ်တာပဲအေးစေးတဲ့ဟန်ပန်နဲ့လူကြီးကိုကြည့်ရင်ရှောင်းရင်နှကန်းထောင်းကိုတွန့်ချိုးသွားတယ်ဘလို့လူကြီးပါလဲဂျာမအင်ပါယာတစ်ခွန်လုံးမှာကြော်ကြားလာတဲ့ဆေးဘရင်ကုဟီဆိုတာသူ့မျက်လုံးထဲမှာအမိုက်တတ်တာရဲ့လားဒီအကြောင်းကိုသိသွားခဲ့ရင်တော့ဂျာမအင်ပါယာတစ်ခွန်လုံးဒီလူကိုစိတ်ရောဂါတဲ့တယောက်လို့ထင်မိမှာပဲအသက်ကိုဖြင်းညင်းစွာရှူလိုက်ခါအံ့ဩမှုကိုဖြေလျှော့လိုက်တယ်မျက်လုံးလေးကလဲကလဲနဲ့ရည်ကျင်ချင်းဖြင့်ဆရာဒီနှစ်အတွင်းအဆင့်ခွန်ရအောင်ဆရာဘလို့ကူညီပေးမလဲပြီးခဲ့တဲ့3နှစ်အတွင်းမင်းရဲ့ထိုကြီးစွမ်းအားတွေကရုပ်ရော့ခဲ့ပေမဲ့အခြေခံအုတ်မြက်ကသူများတွေတက်ပို့ပြီးတော့တည်ငြိမ်ပြီးခိုင်မြဲတယ်ထိုကြီးအတွင်းအားလေ့ကျင့်ခြင်းမှာအခြေခံအုတ်မြက်ကအရေးကြီးဆုံးပဲနောက်ပြီးတော့3နှစ်ကာလအတွင်းအကျိုးအမြတ်လည်းရရှိခဲ့တယ်ရွှဲလော်ရဲ့ပြုံးနေတဲ့မျက်နှာမှာတဖြည်းဖြည်း၄နှစ်တဲ့အတွင်းကူးပြောင်းလာတယ်။ရှောင်းရင်ကြစ်သေးသွားမိတယ်။သူ့ရဲ့ခွန်အားရုပ်ရောရတဲ့အဖြစ်အပျက်ကအကျိုးအမြတ်ရခဲ့တယ်လို့ဘယ်သူမှမပြောမိခဲ့ပါ။ဒါဆိုမော်စီးပညာရပ်ကိုဘယ်ချိန်မှဆရာစတင်ပေးမလဲ။အရေးကြီးဆုံးအရာကိုတွေးမိတာကြောင့်စကားလမ်းကြောင်းလွှဲပေးလိုက်တယ်။မော်စီးပညာရှင်တယောက်ဖြစ်ဖို့အတွက်မင်းမှာမီးသက်သည့်ပါဝင်တဲ့ဒိုးစွမ်းအင်တွေရှိဖို့လိုမယ်။အဲ့ဒီအတွက်မော်စီးပညာရဲ့စတင်ဖို့အတွက်ရှိတင်ရှိထိုက်တဲ့ဒိုးစီအဆင့်ကိုလည်းရောက်ရှိဖို့လိုမယ်အဲ့ဒါဆိုရင်မိသက်တိနှိုးဆွပေးတဲ့ဒိုးချီစွမ်းအားကျင့်စဉ်စကျင့်လို့ရပြီမိသက်တိနှိုးဆွပေးတဲ့မိအတွန်းစွမ်းအားကျင့်စဉ်ကျွန်တော်ကအခုဆရာတစ်ပည့်ဖြစ်နေပြီဆိုတော့ထန်းအဆင့်လောက်ရှိတဲ့မိအတွန်းအားကျင့်စဉ်ကိုဆရာပေးမယ်ပေါ့ဟုတ်တယ်မလားရှောင်းရင်ရေမောစာမင်းလိုက်ပြီးလက်ဝါးပြလိုက်တယ်ရှောင်းရင်ရဲ့စကားကိုကြားလိုက်တဲ့အခါစိတ်ဆိုးမှန်ဆိုနဲ့ငေါက်လိုက်တယ်ဖျားကြီးထန်းအဆင့်တွန်းအားကျင့်စဉ်ကိုမြေကြီးထဲကအာလူးလို့ပေါ်ပေါ်ပဲပဲရမယ်လို့တကယ်ထင်နေတာလားဘလို့ပြောရက်လိုက်တာလဲကွာအဖိုးကြီးအခုကျွန်တော်ကတပည့်အရင်ဖြစ်နေပြီပဲကျွန်တော်မျိုးနွယ်တွေကအတွန်းအားကျင့်စဉ်ကိုတော့ပေးမယူခိုင်းလောက်ပါဘူးနော်ဟုတ်တယ်မို့လားရှောင်းမျိုးနွယ်ရဲ့ထိတ်တန်းမီအတွန်းအားကျင့်စဉ်ကဟွန်းအဆင့်အမြင့်တန်းပဲရှိတာအဲ့ဒါကမော်စီးပညာရှင်အတွက်စုတ်ချလွန်းပါတယ်ဗျာရှောင်းရဲ့မျက်နှာမှာအတော်လေးစိတ်မချမ်းသာဖြစ်နေတယ်ဆိုပြီငါကမင်းစီယာအဖိုးကြီးမဟုတ်ဘူးရိုးသေးမှုလုံးဝမရှိတဲ့စကားတန်ကိုနားထောင်ပြီးရွဲလော်စိတ်ပြက်ပြီးနားလည်မိတယ်အသက်ကြီးတဲ့သူကိုလေးစားရကောင်မှန်းလေရှောင်းရင်ခရုံးမဆိုင်တတ်မှန်းသဘောပေါက်သွားတယ်မင်းဟာငါတစ်ဖက်ဖြစ်နေပြီစုတ်ချတဲ့ကျင့်စဉ်တွေကိုမလေးကျင့်ခိုင်းဘူးထန်းအဆင့်ကျင့်စဉ်ကငါမှမရှိပါဘူးဒါပေမဲ့ပုံမှန်ထန်းအဆင့်ကျင့်စဉ်ထက်တောင်ပိုကျန်းတဲ့ကျင့်စဉ်တော့ရှိတယ်အဲ့ဒါကိုလေးကျင့်ခြင်းလားရွှဲလော်ရဲ့ပြင်းတွဲမြုပ်ဝန်းတွေကြားမှာအကြံတစ်ခုရလာဟန်ဖြတ်ကနေဖြစ်သွားတယ်ထန်းအဆင့်ကျင့်စဉ်ထက်ပုံမိုက်တဲ့ကျင့်စဉ်ရှောင်းရင်ရင်ခုန်နဲ့မြန်သွားတယ်တရေကိုကတုကနေမြှို့ချလိုက်တယ်သူ့ရဲ့မြုပ်ဝန်းမှာစိတ်ဝင်စားမှုအရေးအယောင်တွေမြင်နေရတယ်ဒါဆိုအဲ့ဒီကျင့်စဉ်ကဘလို့အဆင့်လဲအနိုင်တန်းဟွန်းအဆင့်ကျင့်စဉ်ရွှဲလော်ပေါ့ပေါ့လေးရှဲမောပြောလိုက်ပေမဲ့ရှောင်းရင်မျက်နှာပြက်သွားပြီးသောပွားသွားတယ်အဖိုးကြီးနောက်နေတာလားရှောင်းရင်ဒေါရအတန်ကတောင်ထိပ်တစ်ခွင်ပြန့်လွန်သွားတယ်မျက်နှာတစ်ပြင်လုံးရှုံမဲ့နေတဲ့ရှောင်းရင်ကိုကြည့်ပြီးရွှဲလော်တဟားဟားနဲ့ကျဲလောင်စွာရှေမောလိုက်တယ်ဒေါရပြေစားပြုတ်နေပြီဖြစ်တဲ့ရှောင်းရင်ကိုဒေါရပုံထအောင်လှုံလိုက်ရတာကျင်းနဲ့အားရသွားတယ်ကြည်စဲလိုက်ရပြီးကျင်းနဲ့နေတဲ့ရွှဲလော်ကိုကြည့်ပြီးချစ်ချင်းသဘောပေါက်သွားကစိတ်ပြန်လျှော့လိုက်တယ်အဲ့ဒီကျင့်စဉ်ကဘာထူးခြားတာရှိလို့လဲဒီကျင့်စဉ်ကစင်ကဲပြောင်းလဲနိုင်နေရှောင်းရဲ့မျက်လုံးပြူးကမြစ်တောင်ပဲမခန့်မိပါရွှဲလော်ရဲ့မျက်နှာကိုအသေးချာစူးစမ်းကြည့်မိတယ်လိန်နေတဲ့အရေးအယောင်မတွေ့ရပါစက္ကန့်တော်ကြာစူးစမ်းနေပြီးနောက်ခေါင်းခါလိုက်ခါတိုးအတွန်းအားကျင့်စဉ်အတွက်စင်ကဲပြောင်းလဲနိုင်တယ်ဆိုတာတခါမှမကြဘူးမင်းဘာတွေသိထားလဲတို့ချီကုန်းမြေသေးတာကကြဲပြန့်နေထူဆန်းတဲ့လူတွေထူဆန်းတဲ့အရာတွေအချိန်တိုင်းဖြစ်ပျက်နေတာမင်းအုံနောက်သေးသေးလေးနဲ့ဂျာမအင်ပါယာအပြင်အောင်ထွက်ဖို့တာမဟုတ်ဘူးမဖြစ်နိုင်ဘူးဆိုတဲ့ကိစ္စအကြောင်းအရာတွေတော်တော်များများတောင်တကယ်ဖြစ်သွားနိုင်တယ်။ရှောင်းရင်စကားဖြတ်မိလိုက်တယ်။ဒါဆိုအစ်စ်မြင့်တင်နိုင်တဲ့ဆိုတဲ့ကျင့်စဉ်ရှိတာကြားဘူးလား။ရွှဲလော်မျက်နှာကအပြုံးကင်းသွားပြီးတခြားကျင့်စဉ်တွေနဲ့မတူဘူး။အဲ့ဒါကြောင့်ထူးဆန်းတဲ့ကျင့်စဉ်လို့ပြောတာပေါ့။ကျင့်စဉ်အသွင်ပြောင်းသွားပြီးအဆင့်တိုးနိုင်နေဆိုတာဟုတ်တယ်နော်။ရွှဲလော်ရဲ့တီတီလေးနဲ့တဲ့မျက်နှာကိုကြည့်၍မနေနိုင်စွာထပ်မေးလိုက်ပြန်တယ်။ဟုတ်တယ်လေ။ကျင့်စဉ်ကိုအဆင့်မြင့်သွားအောင်လုပ်လို့ရတယ်။ရွှဲလော်လေးလေးနဲ့ခေါင်းငိမ့်ပြလိုက်တယ်ဆရာကျင့်ကြည့်ပြီလားတခြားလူတွေရောရှောင်းရဲနှစ်ဖူးပေါ်ကသွေးကြောတွေထောင်လာတယ်လက်တီးကိုကြက်ကြက်ပါအောင်ဆုပ်ထားပြီးအရှိကလူကြီးကိုပြေးထိုးကျင်စိတ်တွေမနှဲထိန်ထားရတယ်တရားမှလည်းမစမ်းကြည့်ဘူးအောင်မြင်ဖို့ဆိုတာဝေးတယ်ဒါနဲ့များစင်ကဲပြောင်းလဲနိုင်တယ်လို့ဘာလို့ပြောနိုင်ရတာလဲကျင့်စဉ်ကျမ်းမှာအဲ့လိုပဲရှင်းပြထားတယ်ဒီလိုကျင့်စဉ်မျိုးတကယ်ရှိတယ်ပေါ့လေ
ရှောင်းရင်မျက်မှောင်ကျုပ်လိုက်တယ်ထို့နောက်ခဏစဉ်းစားလိုက်ပြီးကျင့်စဉ်ကြောင်းကိုခဏပြလို့ရလားဟိတီးကျင်စိတ်ပြင်းပြနေတဲ့ရှောင်းရင်ကိုကြည့်ပြီးပြန်ပြောလိုက်တဲ့ရွက်လော်စကားကရှောင်းရင်မျောလင့်ထားတဲ့စကားမဟုတ်ခဲ့ပါမပူပါနဲ့အခုကြည့်လဲဘာမှမထူဘူးဘာလို့လဲဆိုတော့ဒိုးစီအစ်စ်မှမရောက်သေးတာ哦ပထမဆုံးမင်းကိုဒိုးစီအစ်စ်ရအောင်လှုပ်ပေးအောင်မယ်အတော်ကြာနှကမ်းမဲရှုံသွားပြီးလက်ဝါးဖြန့်ထားတာကိုပြန်ရောက်လိုက်ပြီးနောက်ရှောင်းရင်ဒေါ်နဲ့မော်နဲ့လှက်ကနေပြောလိုက်တယ်ခမရအတော်အကျဉ်းသာမဲ့ရစ်သက်တဲ့လူကြီးရှောင်းရင်ရဲ့ဒေါ်ရာကိုနဲ့ပြင်းနှစ်နေတဲ့အကြည့်တွေကိုလျက်လျူရှူလိုက်ပြီးအားရပါရရှယ်မောလိုက်ပြီးနောက်ဟာဟာအခုငါတို့အထူးတာဝန်ကတစ်နှစ်အတွင်းမင်းရဲ့ဒိုးချီစွမ်းရင်ကိုအဆင့်ခွန်အထိပြန်ရအောင်လှုပ်ပေးဖို့ပဲကျင့်စဉ်အကြောင်းဆက်စုကျင်တဲ့စိတ်နဲ့ဒေါ်ပွားနေတာကိုခဏမြုပ်တိတ်လိုက်ပြီးရှောင်းရင်သွားကြိတ်ပြီးမေးလိုက်တယ်အဆင့်ခွန်ရအောင်ဘယ်လိုလုပ်ကြမလဲရဲလော်မျက်နှာတီးကြည့်သွားပြီးလေးနှစ်စာနဲ့လူတယောက်ဟာဒိုးချီအတွင်းအားကိုစပြီးတော့လေ့ကျင့်တော့မယ်ဆိုရင်အဓိကလောက်တာကကြွက်သားတွေတန်မာလာအောင်တိဆောက်ပြီးတော့ခန္ဓာကိုယ်အတွင်းကခြေလမ်းချောင်းကိုတန်ဆွမ်းအောင်ပြုပြင်ရမယ်အတွင်းဆန်းရင်တွေကိုစူးစီးဖို့အတွက်တော့အခြေခံကောင်းအောင်ကြိုတင်ပြင်ဆင်ထားတဲ့သဘောပဲအသက်ငယ်တဲ့အခုချိန်မှာတော့ခြေလမ်းချောင်းတွေအားနည်းနေသေးတယ်ပုံစံသွင်းလို့ရသေးတယ်တဆင့်ပြီးတဆင့်ပုံမှန်လေ့ကျင့်သွားရမယ်ပြင်ပဆေးဝါးဒါမှမဟုတ်တစ်ခုခုသုံးပြီးအလောတကြီးလေ့ကျင့်လို့မရဘူးဒိုးချီအတွင်းအားကမြင့်ပြီးတော့ချီအတွင်းအားလမ်းကြောင်းကအားနည်းနေမယ်ဆိုရင်ဒိုးချီအတွင်းအားရဲ့တွန်းကန်မှုကိုချီအတွင်းအားလမ်းကြောင်းကတောင့်ခံနိုင်မှာမဟုတ်ဘူးသွေးကြောပေါက်ထွက်ပြီးတော့သေသွားနိုင်တယ်ရွှဲလော်ပြောတာကိုရှောင်းရင်ကောင်းကောင်းသဘောပေါက်တယ်ရှောင်းရင်အသွင်ဆွမ်းရင်ပျောက်ကွယ်သွားပြီးဒုက္ခိတဖြစ်သွားချိန်မှာသူ့အဖေစိုးရိမ်ပြီးတော့ရှောင်းရင်ခန္ဓာကိုယ်တွေကိုအတွင်ဆွမ်းရင်ပို့လွှတ်ဘူးတယ်ဒါပေမဲ့စက္ကန့်ပိုင်းသာကြာပြီးတော့ရက်လိုက်ရတယ်အဲဒါကြောင့်ဒီအချက်ကိုရှောင်းရင်နားလည်ထားတယ်တီတီငိမ့်ငိမ့်နားထောင်နေတဲ့ရှောင်းရင်ကိုဝေဝဲကြည့်ပြီးတော့ရွှဲလော်ကျင်းနဲ့စာကောင်းငင်းလိုက်တယ်ဒါပေမဲ့ဒီအချက်ကသူများတွေအတွက်သတိထားရမှာမင်းကသူများတွေနဲ့မတူဘူးမင်းရဲ့အခြေခံကလွန်ခဲ့တဲ့3နှစ်လောက်ကလေးကအခြေပိုင်ပြီးစိတ်ချရပြီးမင်းရဲ့ပင်ကိုယ်စရိုက်ကြောင့်ဒုက္ခိတဖြစ်နေရင်တောင်မှအတွန်းအားလေးကျင်တာမပြတ်ကွက်ခဲ့ဘူးအဲဒါကြောင့်အခုမင်းရဲ့အခြေခံကအလွန်ကောင်းနေပြီလို့ငါပြောနိုင်တယ်ဒါဆိုပြင်ပအကူပစ္စည်းသုံးပြီးတော့လေ့ကျင့်လို့ရပြီပေါ့မော်စိလုံးဆိုရင်ရောသိရတာပေါ့ဒါပေမဲ့အခုမင်းရဲ့ချီအတွန်းအားလမ်းကြောင်းရဲ့ခံနိုင်ကြီးနဲ့ဆိုအတွန်းအားလမ်းကြောင်းကိုသုံးပြီးအတွန်းအားစုပ်ယူလို့မရနိုင်သေးဘူးအတွင်းဆိုင်ရဲ့စုစည်းစေးကိုအခြေခံစေးကိုတောင်မှသုံးလို့မရသေးဘူးအခြေခံစေးရိုးရိုးစေးရှောင်းရင်စိတ်ပြည့်ချင်စိတ်တွေထပ်ပေါက်ထားတယ်ဂျာမန်အင်ပါယာမှာအတွင်းဆိုင်ရဲ့စုစည်းစေးဟာမိုးထီအောင်ဈေးမြင့်လာတယ်အခုအတွင်းဆိုင်ရဲ့စုစည်းစေးဆိုတာအခြေခံလောက်ပဲရှိတော့တဲ့စေးနဲ့မတူညီတဲ့စကားနှစ်ခုကြားမှာရှောင်းရင်ဥလဲလဲဖြစ်နေတယ်ရှောင်းရင်အင်္ဒရီပြန်ဆဲပြီးတပြင်းချလိုက်တယ်မျက်မှောင်ထပ်ကျုပ်လိုက်ပြီးဒါဆိုဆက်လုံးမဲ့အစီအစဉ်ကစေအစွမ်းတွေကပြင်းထန်တော့မင်းကိုထိခိုက်လိုက်မယ်မပြင်းမပြော့တဲ့နီလန်းနဲ့တုံးရမယ်ရွှဲလော်ပြုံးပြီးတော့ဆက်ပြောတယ်မနစ်ဖြန်ငါအတွက်ပြင်ဆင်ထားပြီးအပြာရောင်မြစ်ပင်ကရတဲ့ခရမ်းရောင်အရွက်ရိုးတံ3ခုတစ်တန်းရည်လေးကောင်းလေပဲနောက်ပြီးအယိုးစေးကြောပန်းမွှင်းရဲ့ညရန်2ခုသူကတစ်တန်းအနှုတ်အရင်ရွေးဖို့မလိုဘူးဟုတ်ပြီပထမအဆင့်တစ်သားတက်တိရှိမဲ့မွန်စတာအမြုပ်တွေတစ်ခုလောက်ရှာပေးခဲ့ပြီးအားလုံးကအစစ်နှိမ်ပစ္စည်းတွေကြီးပဲရှာလို့ရမှာပါတယောက်ယောက်ကလာနေပြီလက်စွပ်ထဲပြန်ဝင်တော့မယ်ပြီးတော့ငါအเจ้าကိုဘယ်သူမှမပြောမိစေနဲ့အရင်နှီးဆုံးမိသားစုဝင်ကိုတောင်မှမပြောမိစေနဲ့ပထမအဆင့်ကအနှိမ့်ဆုံးမှာအဆင့်တက်သွားလေကျန်းလေအပြာရောင်မြစ်ပင်ကရတဲ့ခရမ်းရောင်ရွက်ရိုးတံ3ခုအယိုးစေးကြောပန်းပွင့်ညာတန်း2ခုပထမအဆင့်တက်သားတက်တိရှိတဲ့မွန်စတာအမြုပ်တွေဟုတ်လားအဖိုးကြီးတေးကြရဲ့လားကျွန်တော်ကိုတော်ဝင်မြင်ထားလို့ထင်နေလားဒါတွေအားလုံးကရွှေရင်းငါပြားတစ်ထောင်လောက်ကြတယ်ပြီးခဲ့တဲ့နှစ်တုန်းကအစားလဲရှောင်ပြီးတော့စိန်ခံပစ္စည်းလဲဝဲမတုံးမဲပတ်စံချွေတာတာတောင်မှရွှေရင်းကအပြား400ပဲရခဲ့တာဒါနဲ့ဝဲရဲ့မွန်စတာအမြုပ်တွေပဲဝဲနိုင်မှာတုတ်တောင်မလှုပ်တဲ့လက်ဆက်ကိုကြည့်ပြီးတော့ဖရူတာဝါစာစကားကိုရင်ကျေးစွာဆဲလိုက်တယ်အဲ့ဒါကမင်းဖြေရှင်းရမယ်ကိစ္စပဲဟာတခြားသူတွေကငါရဲ့အတွင်းအားမြင့်တဲ့စီးရီကိုငန်းငန်းတက်လိုချင်နေကြတာငါကမင်းကိုပစ္စည်းရှာခိုင်းအောင်မရှိသေးတယ်မင်းကညီးပြနေပြီရွှဲလော်ရဲ့မခံကြည့်မခံသားစကားတဲ့ကိုရှောင်းရံနှလုံးသားရဲ့အတွင်းထဲကနေကြားလိုက်ရတယ်ပြဿနာပဲမော်ဆေးပညာရှင်လိုတဲ့ပစ္စည်းကိုလူချမ်းသာတွေပဲထောက်ပံ့ပေးနိုင်မယ်
ရှောင်းရင်အာကိုမဲ့စွာခက်ဟားဟားရှင်းလိုက်တယ်သူရဲ့တလားစာခန်းစားခွင့်ကရွှေတင်ငါးပြား20ပဲရှိတာကိုဒါကိုနဲတယ်လို့ပြောလို့မရပါဘူးဒီပမာဏဟာမိသားစုငယ်တစ်ခုကိုတစ်နှစ်စာကောင်းကောင်းစားတောင်းနိုင်တယ်အခုသူ့မှာရှိတဲ့ပတ်စံကရွှဲလော်မှထားတဲ့ပစ္စည်းတစ်ခုပဲဝင်နိုင်တယ်ဒါဟာမော်ဆေးပညာရှင်နဲ့တခြားလူတွေရဲ့ကွာဟာချက်တစ်ခုပဲကြည့်ရတာတယောက်ယောက်စီကနေပတ်စံချေမှရတော့မင်းရှောင်းရင်စိတ်ပြက်ပြက်နဲ့တစ်ပြင်းမှုတ်ထုတ်လိုက်တဲ့စိတ်တည်ငြိမ်အောင်ပြန်ထိန်လိုက်၍သူ့မျက်နှာငယ်လေးမှာငကိုငိမ်သက်နေတဲ့ပုံစံပြန်ဖြစ်လာတယ်တောင်တက်လန်းစီကိုကြည့်လိုက်တဲ့အခါခရမ်းရောင်ပုံရိပ်တစ်ခုဝိညာဉ်တစ်ကောင်လိုတောင်ပေါ်တက်လာတာကိုမြင်လိုက်ရတယ်ပရိသတ်များအားလုံးမင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကောင်းကင်ဘုံနဲ့စစ်ပြိုင်ခြင်းဆိုတဲ့ဇာတ်လမ်းလေးရဲ့အခန်း30နဲ့17ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်ဇာတ်လမ်းလေးကိုမစခင်မှာကျမတို့ရဲ့ channel လေးကို subscribe လုပ်ပေးဖို့နဲ့ဇာတ်လမ်းလေးကိုနားဆင်တဲ့အခါမှာလေး VPN လေးဖွင့်ပြီးတော့နားဆင်ပေးဖို့တောင်းဆိုပါရစေရှင်အခန်း30ပတ်စံချေခြင်း၆တုံးပေါ်မှာခြေပြားထောက်ခါလှမ်းလာတဲ့မိန်းကလေးရှောင်းရှင်းဟာလှပတဲ့ခရမ်းရောင်တောင်ပန်တစုံနဲ့လက်ပြတကောင်လာတောင်ဆောင်ပေါ်ကိုခက်တခဏပြန်လာတယ်လို့သူမအရှိတူယူတက်တဲ့ကိုကြည့်ပြီးတော့အကြည့်တွေက6ကန်းမဆွမ်းမမတက်ရက်လျက်တာငယ်စီကိုဥတီတွားလျက်လူငယ်ကိုအကဲခတ်၍သူမအံ့ဩပနန်းဖြစ်သွားရတယ်အချိန်အတိုင်းသာ2နာရီမြတာကြာနေတယ်ခမ်းမဆောင်နောက်ကနေထွက်လာတာနဲ့အမျှယခုအချိန်မှာရှောင်ရင်ပြောင်းလဲသွားပြီသူတခုခုရရှိသွားတယ်လို့ပဲသူမနဲ့ရှောင်ရင်အကြည့်ချင်းစုံသွားချိန်မှာရှောင်ရင်ရရှိသွားတဲ့သူတစ်ခုခုကိုသူမနားလည်လိုက်တယ်မိမိကိုမိမိရှုံကြည်မှု3နှစ်နောက်ပိုင်းနောက်ဆုံးတော့ထမျက်လာတဲ့ဟန်တွေပြန်ထွက်လာခဲ့ပြီးရှောင်ရင်ရဲ့နှကန်းလေးပေါ်ကလွယ်နဲ့အရှုံးမပေးတတ်တဲ့ပုံစံကိုသဘောတကျကြည့်ရတဲ့ရှောင်ရှင်ရဲ့ပါးလေးပေါ်မှာလှပတဲ့ပချိုင်လေးနှစ်ခုခြိုက်ဝင်သွားတယ်အကိုရှောင်ရင်ကိုကြည့်ရတာရှင်းရလာပြီးတော့နှစ်သိမ့်ပေးစရာမလိုတော့ဘူးထင်တယ်ဒုက္ခကြုံမှာပဲလူတွေကရင့်ကျက်လာတယ်မဟုတ်လားရှောင်ရင်ပခုံးတွန်းပြလိုက်တယ်။သူမလုံးဝနှောင်တရလိုက်မယ်ဆိုတာသိကြတယ်။သူမရဲ့နှကန်းတောင်လေးကိုတွန့်ပြီးတော့ပြောလိုက်တယ်။သူမပြောပုံမှာတရားရုံးမှာတရားသူကြီးနောက်ဆုံးအမိန့်ချလိုက်တဲ့ကဲ့သို့ရှောင်ရင်အตาရာပြုံးလိုက်ခါအင်ကြီးလက်ကိုဖုံခါလိုက်ပြီးသူမစီကိုရှောက်လန်းလာတယ်။ရှောင်ရှင်းရရဲ့အရင်အမြင်ကသူနဲ့တိတ်မကွာပါ။သူမအနာရောက်သွားတဲ့အချိန်မှာငယ်ရွယ်တလောက်ကလေးဆံမတော်လေးလိုက်ဖက်ညီစွာအချိုးညီလာတဲ့မျက်နှာလေးကိုဖြတ်ကနေကြည့်လိုက်တယ်။ရုတ်တရက်ရှောင်ရင်ကောင်းထဲမှာမူနောက်ဖြစ်ကျင်သွားတယ်။နှစ်ချေးတွဲလောက်နဲ့သူ့သွားမှာအမြဲတကောက်ကောက်လိုက်နေတတ်တဲ့ကောင်မလေးချောင်းကိုပြန်စင်းစားမိတယ်။အဲ့ဒီကောင်မလေးကအခုကအရန်ကိုလှပလွန်နေပါလားရှောင်းရဲကြီးတွေကနူးညံ့သွားပြီးအตาရာပြုံးလိုက်ခါသူ့ကိုကြည့်လိုက်ပြီးအံ့ဩနေစေဖြစ်တဲ့ရှောင်းရှင်းရရဲ့ပါဝလေးကိုမညာမတာလှမ်းဆွဲလိန်လိုက်တယ်ရှင်းရရွယ်တောင်ကြီးလာပြီတာဝန်ထမ်းဆောင်ရလို့နောက်ပိုင်းမတွေ့ပြတော့ရင်ဟောဒီအကိုကြီးရှောင်းရင်ကရှင်းရအတွက်တစ်ပင်မောကအသီးကိုတန်ရာဗရဘွားနဲ့ခက်ခဲတက်ခူးပေးခဲ့တာကိုမမေ့နဲ့နော်ရှောင်းရင်ရဲ့မထင်မှတ်ထားတဲ့အပြုတ်မှုကြောင့်ကြောင်ပြီးတော့ကြက်တည်သေးနေရမှာခဏကြာနစ်မောင်မီအပြည့်ကင်းစင်နဲ့သူမမျက်လုံးမှာအပြုံးတွေတောက်ပလာတယ်သူမငယ်ငယ်တုန်းကရှောင်းရင်သူမရဲ့မေးစီလေးကိုလိန်ဆွဲရတာသဘောကျခဲ့တယ်ဒါပေမဲ့လွန်ခဲ့တဲ့3နှစ်ကအဖြစ်ပြစ်ဖြစ်ခဲ့ပြီးနောက်သူ့နှလုံးသားမှာမမြင်နိုင်တဲ့တိုင်းခတ်ထားပြီးဘယ်သူမှအဝင်မခံတော့ပါသူမဘလောက်ပင်စူးစမ်းခဲ့ပါစေသူ့ရဲ့မထုံတချိအမှုအရာနဲ့အိတ်ဆက်အပြုတ်မူတာတုံ့ပြန်ခံရတာကြောင့်သူမစိတ်ပြက်ခဲ့မိတယ်သူပြန်ကောင်းမှပဲဒါပေမဲ့ငါ့ကိုမင်းကျက်သေးဘူးလို့မြင်နေတော့မယ်တစ်တုံးကြီးကြနေတာပဲရှောင်ရှင်းမချင်မနှက်ဖြစ်ပေမဲ့သူမရဲ့လောဘကြီးသွားတဲ့အဖြစ်ကိုပြန်သုံးသပ်လိုက်မိတယ်ရှင်းဟာ3နှစ်လုံးအဲ့လိုဆက်ဆံခဲ့ရတဲ့အတွက်ရှောင်ရင်ကိုအပြစ်မဆိုပါနဲ့ဘေးနားမှာအမြဲရှိနေပြီလို့အသက်ရှင်တွေကျေးဇူးတင်သွားမှာပါအားတော့အာနာနဲ့ခေါင်းငင်းလိုက်ပြီးတော့တောင်းပန်လိုက်တယ်ရှင်းဟာချိုသားစွာပြုံးလိုက်တယ်3နှစ်လုံးခန်းစားသွားရတဲ့မကျေနပ်ချက်တွေရှောင်ရင်ရဲ့တောင်းပန်မှုအောက်မှာလွတ်မြောသွားရချေပြီအိုးဟုတ်ပြီရှင်းရစီမှာပတ်စံဘလောက်ရှိလဲရှောင်ရှင်းရပါလီအားဆွဲညက်တာကိုလှက်လိုက်တယ်ရှောင်ရင်ဟန်လောက်ခါရဲချလိုက်ပြီးမေးလိုက်တယ်သူ့အမျိုးမှာသူ့အဖေကလွဲလို့ရင်းနှီးတဲ့သူဆိုလို့ရှင်းရတယောက်ပဲရှိတာပါမနေ့ပိုင်းချိန်တုန်းကသူ့အဖေကိုအရှိရစေခဲ့တာကြောင့်အခုအခါပတ်စံတောင်းဖို့မျက်နှာချင်းမဆိုင်ရဲသေးပါဘူးဒါကြောင့်ရှင်းရဝဲမေးလိုက်ခြင်းဖြစ်တယ်ပတ်စံတလင်းကြောက်လို့ကြည်လင်နေတဲ့မျက်လုံးစုံကိုတစ်ဖြတ်ဖြတ်ခတ်ပြီးတော့အံ့ဩသွားဟန်နဲ့အကိုရှောင်ရင်ကပတ်စံလို့လားဟုတ်တယ်နည်းနည်းပပဝဲစရာရှိလို့ပြီးတော့ပတ်စံကလည်းနည်းနည်းပြတ်နေလို့ရှောင်ရင်စိတ်မသက်မသာခံစားရတယ်မိန်းကလေးတယောက်စီကပတ်စံချေးတာဒါပထမဆုံးချိန်ဖြစ်တယ်အမြဲလို့အေးအေးစစ်စစ်နေတတ်တဲ့ရှောင်ရင်တောကရောက်နေတာကိုကြည့်ရင်လုံးဝကွဲပြားခြားနာတဲ့လူတယောက်ကိုမြင်တွေ့ရတယ်လို့ရှင်းဟန်ထင်ရတယ်
ပါဇက်ကလေးကိုအုပ်ပြီးချစ်စပွဲကောင်းပြုံးလိုက်ခါညီမမှာဒီငါ1000ကျော်လောက်ရှိမယ်လုံလောက်လားဒါမှမဟုတ်ရင်ပြောရင်းဆိုရင်သူမလက်ချောင်းလေးဖြတ်ကနေအနောက်ဘက်ကနေအလင်းအမြန်ဆွဲယူလိုက်တယ်သူမလက်ချောင်းလေးကြားမှာခရမ်းရွှေရောင်ကပ်ပြားလေးညှက်ပါလာတယ်ကပ်ပြားလေးပေါ်မှာအယောင်ကာလာ၅မျိုးတောက်ပနေတယ်အယောင်ကာလာ၅မျိုးခရမ်းရောင်ရွှေရောင်ကပ်ပြားဆိုတာဒိုလင်းအဆင့်ရောက်မှသူတို့အဆင့်ကိုဖော်ညွှန်းဖို့ကင်ဆောင်ခွင့်ရတာဖြစ်တယ်ဒါပေမဲ့တချို့အထူးပုံကိုယ်တွေကအထူးအခွင့်အရေးအနေနဲ့ကင်ဆောင်ခွင့်ရတယ်ဒိုစီအဆင့်ကပထမအဆင့်ဖြစ်ပြီးဒိုလင်းဆိုတာကတော့စရုပ်ထမြောက်အဆင့်ဖြစ်တယ်အဆင့်တက်လေးကျန်းလေးဒါဟာလုံလောက်နေပါပြီလုံလောက်နေပြီရှောင်းရင်ပျော်ရွှင်စွာခေါင်းငိမ့်လိုက်တယ်ရှင်းရရဲ့ချစ်စပွဲမျက်နှာလေးကိုဆွဲမလိမ့်မိအောင်မနှဲထိန်ထားလိုက်ရတယ်ဘာမှစိတ်မပူနဲ့ပြန်ပေးမယ်နော်ရင်ဘက်ကိုပုတ်ပြပြီးရှောင်းရင်တိတ်ချဂရိပေးလိုက်တယ်ရှင်းအောင်ပြန်ပေးစရာမလိုပါဘူးရှင်းအောင်နှက်ခမ်းဆူလိုက်ပြီးရွှေရောင်ကတ်ကိုအလင်းအမြန်သိမ်းလိုက်တယ်ကဲသွားကြစို့ညနေလဲစောင်းနေပြီမနေ့ပြန်ကြရဲ့ဝူတန်မျိုးကိုတပတ်အတူလမ်းလျှောက်သွားကြမယ်ရှင်းရကိုဝှေ့ရမ်းပြလိုက်ရင်တက်ကြွစွာနဲ့တောင်အောက်ဆင်းသွားတယ်၃နှစ်လုံးပျောက်သွားတဲ့ရဲရဲမှုတွေပြန်ရှာတွေ့နိုင်ခဲ့တဲ့လူငယ်ကိုကြည်နူးစွာရက်ကြည့်ရင်နူးညံ့စွာပြုံးပြလိုက်တယ်ပြီးတော့တီးတို့ရေရွက်မိတယ်နလန်ရီတဲ့မင်းကိုမုန်းတီးရမှာလားဒါမှမဟုတ်ကျေးဇူးတင်ရမှာလားမနက်မိုးလင်းချိန်ပြတင်းပေါက်ကနေနှွေးထွေးစွာဖြာဆင်းလာတဲ့နေအောင်ချီနုနုလေးကတင်မြေခွေထိုင်လေးရဲ့တရားကျင့်နေတဲ့လူငယ်စီကိုကြလာတယ်တညလုံးနေပါတရားထိုင်လိုက်ပြီးနောက်ရှောင်းရင်အသက်ပြင်းပြင်းရှူသွင်းလိုက်တဲ့ဘက်ကရီမျက်လုံးနဲ့ပင်မြင်နိုင်တဲ့အဖြူငွေပပလေးလေးစည်းချောင်းငယ်တစ်ခုဟာသူ့ရဲ့ပါးစပ်ဖြားနဲ့နှာခေါင်းဝါးကနေတဆင့်ခန္ဓာကိုယ်ထဲကိုဖြတ်တန်းတိုးဝင်သွားပြီးခန္ဓာကိုယ်နဲ့အယိုးအဆက်တွေကိုအာရင်ဖြည့်ပေးတဲ့မျက်လုံးနှလုံးဖက်လိုက်တဲ့အခါမျက်စံနဲ့မှအလင်းတစ်ခုတောက်ပသွားတယ်ခန္ဓာကိုယ်ကကြောတွေစမ်းထုတ်လိုက်ပြီးစိတ်လှုပ်ရှားစွာဒါလွန်ခဲ့တဲ့3နှစ်တုန်းကခန်းစားချက်မျိုးပဲတို့အတွန်းဆန်းရင်ပြန်ရလာတဲ့ခန်းစားမှုပဲအဲ့ရကနေဖြည်းဖြည်းဆင်းလိုက်ပြီးအပြောင်းလဲမစတင်ခင်မှာကိုလေးကြက်ငန်းနည်းနည်းလှုပ်လိုက်တယ်ထိုစဉ်အခန်းပြင်ပါရှိရှောင်းရင်ဟာရဲ့နူးညံ့တဲ့အတန်ကိုချိုမြိတ်စွာအတွန်းကနေကြားလိုက်ရတယ်အကိုရှောင်းရင်အိပ်ပျော်နေတော့မဲလားရှင်းဟာစောကြီးရောက်နေတာပဲခေါင်းရလိုက်ပြီးတော့အခန်းထဲလက်ပတ်ခါအန်ဆွဲတွေကိုဖွင့်လိုက်တယ်နောက်ဆုံးတစ်တာတစ်ခုထဲမှာခိခဲဆွဲထုတ်လိုက်ပြီးဂယူးတစ်စိုက်ပြန်ဖွင့်လိုက်တယ်တစ်တာတွေကတစ်ဖြက်ဖြက်လင်းနေတဲ့အလင်းရောင်ကြောင့်မျက်စိစူးသွားတယ်စူဆောင်းထားသမျှဒါအကုန်ပဲခေါင်းရလိုက်ပြီးခက်ထိပြောလိုက်ခါငွေတစ်တာကိုပြေးလိုက်တယ်အခန်းအပြင်ဘက်ကိုထွက်လာပြီးနောက်အပြင်ဝမှာရက်ဆောက်နေတဲ့ထူးခြားစွာလှပနေတဲ့မိန်းကလေးတယောက်ကိုတွေ့လိုက်ရတာကြောင့်အသာအရာပြုံးလိုက်မိတယ်အစိမ်းဖြောဝတ်စုံကိုပြောင်းလဲဝတ်ဆင်ထားပြီးသူမကိုတဘာဝဆန်ဆန်ပို့လာစေတယ်ဘောင်းမိရှည်ကြက်ဝတ်ဆင်ထားတာကြောင့်သူမရဲ့ကြစ်လက်တဲ့တင်ပါနဲ့ပေါင်နှံရှည်တွေကိုတင်းရင်းစီကလှပတဲ့ကောက်ကြောင်းကိုပေါ်လန်စေတယ်ခြေတန်းရှည်ကကဘာဝါမိန်းကလေးတွေနဲ့ရှင်နိုင်ပြီးတက်ကြွမှုအပြည့်နဲ့ဆွဲမြက်ပွဲညှို့ယူဖန်ဆားနိုင်ပြီးတော့ရှောင်းရင်ဘယ်မိန်းကလေးစီမှမတွေ့ဘူးတဲ့တရက်ကြော့ရှင်းမှုတွေအကုန်လုံးသူမစီမှာစုပြုံနေသလားထင်မှတ်ရတယ်။ရှော့ဒီမှာပြောထားတဲ့ပစံအခန်းစီကထွက်လာတဲ့ရှောင်းရင်ကိုတွေ့ရတာကြောင့်ပြုံးပြလိုက်ခါအနှစ်ရောင်ကပ်ပြားလေးတစ်ခုကမ်းလိုက်တယ်။ဒါကတော့ပုံမှန်ကပ်ပြားပဲဖြစ်ပြီးအများဆုံးရွှေရင်းက9000ထိပဲသိမ်းလို့ရတယ်။အနှစ်ရောင်ကပ်ပြားကိုလက်ခံလိုက်ခါရှောင်းရဲကိုစနောက်လိုက်တယ်။ကလေးမငယ်ဘာလို့ဒီလောက်တောင်ဆွဲဆောင်မှုရှိနေတဲ့အဝတ်စားကိုဝတ်ထားတာတော့တယောက်ယောက်နဲ့ချိန်ထားတယ်မလား။ဟုတ်တယ်3နှစ်အတွင်းအပြင်ထွက်လဲဖို့အကိုရှောင်းရင်ဖိတ်တာဒါပထမဆုံးအကြိမ်ပဲအဲ့ဒါကြောင့်အရန်ဝမ်းတာပြီးနည်းနည်းပါးပါးပို့ပြီးတော့ဝတ်စားလာတာရှောင်းရဲရဲ့ရင်းရင်းနှီးနှီးကြည်စဲစကားကြောင့်ရှင်းရရဲ့မျက်လုံးမှာလာချမ်းလိုကွေးပြီးမှိတ်သွားတဲ့အထိအရှိသေးစွာချစ်စပွဲရှင်းမော်လိုက်တယ်ရှောင်းရဲအင်ဂျင်တင်နဲ့ခေါင်းခါရမ်းလိုက်ပြီးပျော်ရှင်စွာရှဲပြုံးလိုက်တယ်ဝူတန်မြို့တွင်သွားရလမ်းတစ်လျှောက်နှစ်ယောက်တာစကားတပြောနဲ့လေးပေါ်သွားတယ်လမ်းတစ်လျှောက်မှာလေသူတို့နှစ်ယောက်ရင်းရင်းနှီးနှီးပြောနေတာကိုထူးဆန်းတဲ့အကြည့်တွေနဲ့မျိုးနွယ်အဖွဲ့ဝင်တချို့နဲ့လည်းစုံခဲ့ပါသေးတယ်။သူမရဲ့အလှပနဲ့အရေးချင်းကြောင့်ရှင်းအားဆိုတာမျိုးနွယ်မျိုးဆက်တက်တွေထဲမှာအတောက်ပဆုံးပလဲလုံးလေးလို့ဆိုနိုင်ပါတယ်။ပုံမှန်အားဖြင့်သူမဟာလူတိုင်းပေါ်ရင်းနှီးတတ်ပါတယ်။ဒါပေမဲ့လူတိုင်းပေါ်တူညီတဲ့အပြုံးလေးရှိတော့လေသူနဲ့နှုတ်ဆက်ရတာလွယ်ကိုယ်သလောက်စစ်ပြီးစကားစမြည်ပြောဖို့ခက်လာတယ်။မျိုးနယ်တချို့ရဲ့အကြည့်တွေကရှောင်းရင်ကိုလက်လျူရှုပြီးမြို့ရဲကိုမြ мян ဥဆောင်ခေါ်သွားပြီးနောက်လမ်းဘေးကဆိုင်ငယ်လေးမှာအေးအေးဆေးဆေးစိမ့်ပြေနှပြေဝင်ကြည့်လိုက်တယ်။ဂျာမအင်ပါယာရဲ့မြို့ကြီးတွေကမြို့တစ်မြို့ဆိုတဲ့နာမည်နဲ့လိုက်ဖက်စွာဝူတန်မြို့မှာအင်မတန်များပြားလာတဲ့လူတွေနေထိုင်ကြတယ်။
နေချက်တောက်ပူပြင်းနေပေမဲ့လမ်းမပေါ်မှာလူပေါင်းထောင်ကနန်းဒါမှမဟုတ်တောင်ကနန်းလောက်ရှိလောက်တယ်ထူဆန်းတဲ့လူစုတစ်မျိုးနှစ်မျိုးကိုလည်းတွေ့နိုင်နေတယ်ရှောင်းရင်ဘေးနားမှာပါလာလို့လားမပြောတဲ့မျိုးနယ်စုအပြင်ထွက်လာပြီးနောက်ရှောင်းရင်ဟာတွက်လက်တက်ကြွစွာလေးတီလေးကန်လုံနေတဲ့ရှောင်းရင်ကိုပစ္စည်းအစုံရောင်းချနေတဲ့ဈေးဆိုင်ဘက်ကိုဆွဲခေါ်သွားတယ်သူမရဲ့ရေတန်းလွန်လွန်လေးချောင်းပူပြင်းလာတဲ့လမ်းကိုအနှဲငယ်အပူတက်တာစေးသလိုပါပဲနောက်ဆုံးရှင်းဟာမော်ပန်းပြေသွားမှပဲအနီးအနားမှာရှိတဲ့ပရဆေးဆိုင်စီခေါ်သွားလိုက်တယ်ရွှေရင်းက900လောက်သုံးပြီးတဲ့အချိန်မှာအနှစ်20သက်တမ်းရှိတဲ့အပြာရောင်မြစ်ပင်ရဲ့ခရမ်းရောင်အရွယ်ရိုးရန်3ခု9နှစ်သက်တမ်းရှိတဲ့အယိုးစေးကြောပန်းပွင့်ရဲ့ညရန်2ခုကိုရခဲ့တယ်ဒါတွေကအစစ်မမြင့်တဲ့ပစ္စည်းတွေဖြစ်လို့တာမန်ပရဆေးဆိုင်မှာဝယ်လို့ရနေတာဖြစ်တယ်ဒီထက်အစစ်မြင့်တဲ့ပစ္စည်းကိုလိုချင်ရင်တော့ကိုယ်တိုင်ရှာရင်ရှာဒါမှမဟုတ်လေလံပွဲတွေမှာလေလံဆွဲရင်ဆွဲဒါမှမဟုတ်ကန်ကောင်းရင်အစစ်မြင့်ပရဆေးဆိုင်မှာဝယ်လို့ရတယ်ပတ်စံတွေခဏအတွင်းပြိုက်ကနေရောကျသွားတာကိုကြည့်ပြီးတော့ရှောင်းရင်မချိပြုံးတစ်ခုပြုံးလိုက်တယ်ဒိုချီတိုက်မှာပတ်စံဟာတော်တော်အရေးကြီးမှန်းနားလေသွားတယ်ဘာပဲဖြစ်ဖြစ်အခုဆေးပင်တွေရပြီးပြီနောက်ဆုံးအဆင့်1တက်သားတက်တိရှိတဲ့ Monster အမျိုးတွေပဲဝယ်ဖို့လိုအပ်ပါတော့တယ်အခန်း7စီတိုချီတိုက်မှာ Monster အမျိုးတွေကိုမှောက်ဆိုင်ရင်ပုံဆောင်ရဲလို့သိကြတယ် Monster အမျိုးတွေဆိုတာ Monster ကောင်ရဲ့ခန္ဓာကိုယ်တွေကဘိုးစွမ်းရင်အစုခဲဖြစ်တယ်အဲ့ဒီအမျိုးတွေထဲမှာအရိုင်းထဲတက်တက်ဖြစ်တဲ့ကမ္ဘာစွမ်းရင်တွေကိန်းဝက်နေခြင်းဖြစ်တယ်အင်မတန်ကိုအရင်ဆန်တဲ့ကမ္ဘာဆွမ်းနေကြောင်းဒိုဝမ်အဆင့်ရှိသူတောင်မှမွန်စတာအမျိုးတွေကိုစွန့်စားပြီးမယူရဲပါမွန်စတာအမျိုးတွေကိုတိုက်ရိုက်မဆုပ်ယူနိုင်ပေမဲ့မော်စီပညာရပ်မှာတော့ဒါဟာအဓိကပါဝင်ပစ္စည်းဖြစ်တယ်မွန်စတာမျိုးတွေဆွမ်းရင်ကိုမော်စီပညာကပြန်လည်တန့်စင်ပေးကစေပစ်ဝင်အပင်ချိုးနဲ့ပေါင်းဆက်ပြီးနောက်ခွန်အားတိုးမြင့်ပေးနိုင်တဲ့ဈေးကြီးပြီးလိုချင်ဖွယ်ကောင်းတဲ့ဆေးလုံးရလာပါတယ်။နောက်အသုံးဝင်နေတာကမွန်စတာမျိုးတွေကိုလက်နက်မှာထက်သွင်းတက်ဆင်ခြင်းဖြစ်တဲ့တက်ဆင်ခြင်းအပြင်လက်နက်ရဲ့ဖြစ်စည်းနိုင်စွမ်းကိုတိုးမြင့်စေုံနာမကထူးခြားတဲ့ဒိုချီအစွမ်းတက်ရောက်မှုကိုပါရရှိစေရဲ့အဲ့ဒါကြောင့်ဒိုချီတိုက်မှာမွန်စတာမြုပ်တွေကအယောင်ကောင်းဆုံးပစ္စည်းတစ်ခုဖြစ်ခဲ့တယ်။လက်နက်တော်မကအမြုပ်တွေကိုချက်ဝက်တစားနဲ့တခြားခုခံရေးအသုံးဆောင်ပစ္စည်းတွေမှာထည့်သွင်းနိုင်တယ်။ချက်ဝက်တစားမှာထည့်သွင်းပေးခြင်းအပြင်အလွန်ကောင်းမွန်တဲ့ခုခံမှုဆွမ်းရစီပြီးတော့အန်ဒီရဲ့ကြားရောက်တဲ့အချိန်မှာဝက်စင်တူကိုဒိုချီဆွမ်းရင်အကာအကွယ်အလွှာမျိုးနဲ့ကာကွယ်ပေးထားပါတယ်။အမျိုးမျိုးအထွေထွေအသုံးဝင်မှုကြောင့်မွန်စတာမြုပ်တွေကအယောင်ကောင်းဆုံးပစ္စည်းဖြစ်ခဲ့တယ်။ဒိုစီအစ်စ်နောင်နာမကမော်စီပညာရှင်တွေကိုယ်တိုင်အရေးအသွေးမြင့်စိတ်လုံးဖော်ဆက်ဖို့အစင်းမြင့်မွန်စတာအမြုပ်တွေကိုကိုယ်တိုင်ကိုကြားလိုက်ရှာရကြတယ်။ဝယ်လိုအားအယမ်းများတဲ့အတွက်ဒိုချီကုန်းမြေမှာမွန်စတာအမြုပ်တွေကိုလွယ်လွယ်ကူကူဝယ်ယူလို့မရနိုင်ပါ။အကယ်၍လေလံပွဲကြောင်မဟုတ်တခြားပုံစံမျိုးနဲ့တွေ့ရှိခဲ့ရင်ချက်ချင်းဈေးကြီးပေး၍ဝယ်လိုက်ကြမည်ဖြစ်တဲ့မွန်စတာမျိုးတွေကိုဈေးကြီးပေးဝယ်ယူခြင်းကြောင့်မွန်စတာကိုလိုက်လံဖမ်းဆီးပြီးအသက်မွေးကြတဲ့ကြီးစားအဖွဲ့များစွာရှိပါတယ်။ဒါပေမဲ့မွန်စတာအမဲလိုက်ကြတဲ့အလုံးမှာလွယ်ကူတဲ့အရာမဟုတ်ပါ။ပထမချက်အနေနဲ့မွန်စတာအကောင်တွေကအလွန်တရာအင်အားကြီးမားတယ်လို့ညံညံနဲ့လည်းများတယ်။အရိုင်းဆန်နဲ့မွေးရပါတဘာဝကြောင့်ဖြစ်တယ်လို့ထူးခြားစွာတိုက်ခိုက်ခံရတဲ့ပုံစံတွေကြောင့်အင်အားချင်းအဆင့်ချင်းတူနေရင်တောင်မှမွန်စတာအကောင်တွေကလူသားထက်ပိုပါတယ်ထူးချွန်တဲ့အရေးချင်းနဲ့စွမ်းအားတောင်မရှိဘဲနဲ့မွန်စတာအကောင်ကိုအမဲလိုက်ပါကမွန်စတာအကောင်ကိုအမဲလိုက်ရန်ဘလို့မှမဖြစ်နိုင်ပါအမြုပ်တွေကိုရဖို့မဆိုနဲ့အသက်ပင်ဆုံးရှုံးနိုင်တယ်မွန်စတာအကောင်တိုင်းမှာအမြုပ်တွေရှိချင်မှရှိတာဖြစ်တဲ့အတွက်မွန်စတာအကောင်ကိုတတ်နိုင်ခဲ့ရင်တောင်အမြုပ်တွေကိုရချင်မှရလိုက်မယ်မွန်စတာအကောင်ကိုတတ်ဖို့လူအင်အားတစ်ဝက်လောက်ဆုံးရှုံးသွားပေမဲ့အမြုပ်တွေမရခဲ့တဲ့အဖြစ်မျိုးကြုံရတဲ့ကြီးစားအဖွဲ့တွေများစွာရှိတယ်ဒီလိုအဖြစ်မျိုးဒိုချီကုန်းမြေမှာအချိန်တိုင်းတွေးကြရတယ်ကွေးကောက်နေတဲ့လမ်းကြားတွေကိုရှင်းရနဲ့အတူရှောက်လာပြီးနောက်တောင်ဘက်အစွန်းကြတဲ့ဇီးတန်းပစ္စည်းကိုရောက်ရှိလာခဲ့ကြတယ်။ဟိုတန်မြို့မှာအလဲအလက်တန်းစားလောက်ရှိတဲ့ဇီးတန်းအနှဲငယ်ရှိတယ်။ဒီဆိုင်မှာအားလုံးကိုမျိုးနယ်စု၃စုတွေကတစုကချုပ်ကင်ထားတယ်။အခုရှောင်းရင်ရောက်ရှိနေတဲ့ဆိုင်ကရှောင်းမျိုးနယ်ထိန်ချုံမှုအောက်မှာရှိနေတဲ့ဇီးတန်းတန်းဖြစ်တယ်။ရှောင်းမျိုးနယ်ရဲ့ထိန်ချုံမှုအောက်ကဆိုရင်မဲ့အမှန်တကယ်မှာကအမှားစာလက်ခံခြင်းနဲ့လုံခြုံရေးဥရာတာဝန်ယူခြင်းဖြစ်တယ်။အပြန်အလှန်အနေနဲ့ဈေးဆိုင်နေရာယူထားတဲ့ကြေးစားပွဲဒါမှမဟုတ်ကုန်တယ်တွေကအခွန်အခပေးရတယ်။ဒီထုံးစံကိုဒိုချီကုန်းမြေမှာကျင့်သုံးလာတာတော်တော်ကိုကြာနေပြီဖြစ်လို့စန့်ကျင်သူတွေအတော်ရှားပါတယ်။ဈေးဝင်ပေါက်မှာလုံချိုရေးနှစ်ယောက်စောင့်ကြပ်ပြီး၎င်းတို့ကရှောင်းမျိုးနယ်မှာဖြစ်ကြတယ်။ရှောင်းရင်နဲ့ရှင်းဟာကိုတေချာမှတ်မိနေတာကြောင့်လမ်းဖက်ပေးကကမန်းကရန်အယိုအသေးပေးလိုက်တယ်။ခေါင်းအသာညိတ်ပြီးထ
ထဲကိုလှမ်းဝင်လိုက်တယ်အထဲမှာပြင်းနှစ်နေတဲ့စီကားနေတဲ့လူအုပ်ကြီးကိုကြည့်ရင်ရှောင်ရဲနှက်ခမ်းတက်လိုက်မိတယ်ဒါကြောင့်ဈေးဆိုင်တွေကိုမျိုးနယ်စုကအထူးတင်းကျပ်တာကိုဒီလောက်လူဝင်များနေမှာတော့အကျိုးမြတ်ကလည်းရမှာမနေဘူးတတိယတခင်လေမိန်းကလေးရှင်းဟာဘာလို့ရှိပါလဲတခုခုဝယ်မလို့ပါလားအင်မတန်များတဲ့လူအုပ်ကိုကြည့်ရင်မျက်စိနှောက်နေစဉ်အနောက်ဘက်ကနေအတန်တခုကြားလိုက်ရတယ်အနောက်ကိုလှည့်ကြည့်တော့လူ9ယောက်10ယောက်လောက်ရှောင်မျိုးနယ်ပုံစံဝတ်ဆင်ပြီးရက်နေတာကိုမြင်လိုက်ရတယ်။စကားပြောတဲ့အသက်30အရွယ်လောက်ရှိပြီးရင်းကျက်တဲ့လူတစ်ယောက်ပုံစံဖြစ်တယ်။ကျဲ6လုံးတစ်စိမ့်တွေ့ရတာကြောင့်ဒိုစီအဆင့်6တယောက်ဖြစ်မှန်းသိလိုက်တယ်။ရှောင်ရင်အကဲခတ်ကြည့်နေတာကိုသတိပြုမိရိုးသားစွာပြောလိုက်ရင်တတိယတခင်လေးကျွန်တော်ကိုပိုင်အန်းလို့ခေါ်ပါတယ်။ခေါင်းဆောင်ကကျွန်တော်ကိုဒီမှာတာဝန်ချထားပါတယ်။ဒီဈေးရဲ့လုံခြုံရေးတာဝန်ယူရတဲ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်အနေနဲ့ပါ။အော်အရင်တုန်းကတခင်လေးမွေးနေ့မှာကျွန်တော်ပိုင်ရန်တက်ရောက်ခဲ့ဘူးပါသေးတယ်။အိုးဦးလေးပိုင်ရန်မေဟန်ဆောင်မီရေးလိုက်ငားလိုက်ပြန်ပြောလိုက်တယ်။ဒါပေမဲ့သူ့နှုတ်ဆက်စကားကရှောင်ရင်ကိုကျဉ်းနှက်စေတယ်။အဖေကိုယ်တိုင်ကဒီမှာတာဝန်ပေးထားတဲ့ပိုင်အန်ရဲ့အဖေရဲ့သစ္စာရှိလူယုံပဲဖြစ်တယ်။ရှောင်ရင်မျိုးနဲ့အုပ်စုဟာဩဇာကြီးပြီးဩဇာတိတ်ကမနဲ့ပြည့်စုံတဲ့အုပ်စုမဟုတ်ပေမဲ့မျိုးနယ်အတွင်းမှာမတူညီတဲ့အုပ်စုလေးတွေခွဲထားကြတယ်။အကယ်၍ပိုင်အန်နာတခြားအုပ်စုဘက်တော်ရာဆိုရင်ယခုလိုမျိုးလာပြီးတော့နှုတ်ဆက်ပြီးတော့ချိုတာတာပြောနေမှာမဟုတ်ပါ။အပြင်မထွက်ရတာကြလို့ပြင်းပြီးတော့ရှောက်ကြည့်တာပါဦးလေးပိုင်အန်။လှုပ်ရှားရှိတာလှုပ်နော်။အာမနာနဲ့ကိစ္စတစ်ခုခုလိုအပ်လာရင်တော့ရှာလိုက်ပါမယ်။ရှောင်းရင်ရဲ့ငယ်ရွယ်တဲ့အတန်ကတခြားသခင်လေးတွေလိုဝင်ကြားတဲ့ဟန်လုံးဝမရှိပဲနဲ့အတန်ကနူးညံ့ပြီးလေးစားမှုရှိတယ်။သူ့အတန်ကိုကြားလိုက်ရင်တောင်မှပီတိဖြစ်ပြီးပျော်ရွှင်သွားနိုင်တယ်။ပိုင်ရန်တယောက်အပြုံးဝေစာကပီတိတွေဖြာသွားလေတယ်။ခေါင်းငိမ့်ပြလိုက်ပြီးတော့ဒါဆိုတခင်လေးအေးအေးဆေးဆေးဈေးပတ်လိုက်ပါဦး။ဒီဈေးမှာကျွန်တော်တို့လူတွေကဖြန့်ထားတာမို့လို့အကြောင်းတစ်ခုခုရှိရင်လှမ်းခေါ်လို့ရပါတယ်။ရှောင်းရင်ခေါင်းကိုအသာငိမ့်ပြလိုက်ပြီးရှင်းရကိုလက်ဆွဲကလူအုပ်ကြားထဲတိုးဝင်သွားလိုက်တယ်။ခဏကြာပိုင်အန်မြင်ကွမ်းမှရှောင်းရည်တို့နှစ်ယောက်ရောနှောပြောက်ွယ်သွားတယ်။ပါလီလူနှစ်ယောက်ကိုတခင်လေးနောက်လိုက်သွားခိုင်းလိုက်ပြီးတော့ဈေးထဲကတခိုးတွေကိုလည်းသတိပေးလိုက်တခင်လေးနဲ့ရှင်းရကိုနှောက်ရှစ်ပေးခဲ့မိရင်ဒီဈေးမှာသူတို့အေးစိတ်နေရလိမ့်မယ်လို့မထင်နဲ့လို့ရှောင်းရည်တို့နောက်ကျောကိုမမြင်ရတာနဲ့အနောက်လှည့်ပြီးအမိန်ပေးလိုက်တယ်။သူရဲ့ရိုးသားတဲ့မျက်နှာကအလေးနဲ့ထားပြီးဆောင်ရွက်တတ်တဲ့ဟန်ကိုပြောင်းသွားတယ်။ဟုတ်ကဲ့ကောင်းဆောင်လက်အောက်ငယ်တာတယောက်ကဖြေလိုက်ပြီးလက်ကိုဝှေ့ရန်လိုက်ခါနောက်ထပ်လူနှစ်ယောက်ကိုခေါ်ပြီးတော့လူအုပ်ကြားထဲတိုးဝင်သွားတယ်။ဟာတတိယတခင်လေးကအရန်ကိုယဉ်ကျေးတာပဲ။သူနဲ့ဆက်ဆံပြောဆိုရတာအရန်အဆင်ပြေတယ်။သူရဲ့လူ၃ယောက်လူအုပ်ကြားထဲရောနှောဝင်သွားတာကိုကြည့်ရင်ပြုံးလိုက်မိတယ်။ဒါပေမဲ့တစ်ချက်ပါပဲမျက်မှောင်ကျုံကရေးရွက်လိုက်မိတယ်။တတိယတခင်လေးလိုလူကောင်းတယောက်ကိုမှအင်းလေအဲ့ဒါမှစိတ်မကောင်းစရာပဲပိုင်ရန်စိတ်မကောင်းစွာခေါင်းခလိုက်ပြီးလက်အောက်ငယ်တာနဲ့အတူဈေးကိုကင်းလဲထွက်လိုက်တယ်ရှောင်းရဲ့အနောက်ကိုပြင်းရည်စွာလိုက်ပါနေရင်ရှင်းရမတိမတာအနောက်ကိုကြည့်လိုက်မိတယ်အခုရှောင်းရင်ပိုင်ရန်ဆိုတဲ့လူကတကယ်လူကောင်းပဲအင်းတစ်စစ်တာပြန်ဖြေပြီးနောက်တန်းကဈေးဆိုင်ကိုတမန်ကရှန်ကကြည့်လိုက်တယ်ရှောင်းရဲ့စိတ်အာရုံဖြန့်ကျက်မှုကပုံမှန်လူတွေထက်ပိုအစွမ်းထက်ပြီးတော့အနောက်မှာစောင့်နေလိုက်ပါလာတာကိုသတိပြုမိတယ်အနောက်လဲကြည့်လိုက်ပြီးလမ်းလျှောက်နေလိုက်ခါရှင်းဟာနဲ့ဘေးတိုင်းလျှောက်လာပြီးရှင်းဟာဘက်ကိုခေါင်းငယ်ကြည့်လိုက်ခါကြည်စဲလိုက်တယ်ဒိုချီအဆင့်ကိုနဲ့အနောက်ကအဆောက်၃ယောက်ကိုအာယုံခံနိုင်တယ်ရှင်းဟာအရန်တော်တာပဲရှောင်းရင်လှုပ်တတ်တဲ့ပုံစံကိုအတုခိုးကသူမရဲ့ပခုံးကိုချစ်ဖို့ကောင်းတွန်းပြလိုက်တယ်ပြီးတော့သူမလှုပ်နေကြအတိုင်းပြုံပြီးတော့တိတ်တိတ်နေတယ်အတန်တိတ်နေတဲ့ရှင်းဟာကိုကြည့်ပြီးရှောင်းရင်ပြုံးလိုက်မိတယ်ရှင်းဟာရဲ့ခေါင်းကိုအตาရပုတ်လိုက်ပြီးတော့လေရန်တိုးတိုးနဲ့ရှင်းရရဲ့ဘဝကိုမသိပေမဲ့ဘာပဲပြောပြောရှင်းရကရှောင်းရဲ့ညီမလေးလိုပါပဲအနာဂတ်မှာဘာကိစ္စပဲဖြစ်ဖြစ်ညီမကိုကာဝယ်ပေးမယ်ပေါ့ပါစွာပြောလိုက်ပြီးဘေးချင်းကတ်ရှောင်းနေရကနေအရှိကိုခတ်တုတ်တုတ်ရှောက်သွားလိုက်တယ်လှမ်းနေတဲ့ခြေစုံရက်သွားပြီးတော့သူမကိုခတ်တိုးတိုးပြောလိုက်တဲ့ရှောင်းရင်ကိုငေးကြည့်နေမိတယ်ခဏတာအတွင်းနူးညံ့တဲ့မျက်နှာပြင်ပေါ်မှာအပြုံးမှန်လေးတစ်ပွင့်ပွင့်လန်းလာခဲ့တယ်ခောက်တုတ်ခောက်ပြန်လူအုပ်ကြားထဲမှာသူမရဲ့ပုံရိပ်ဟာကြာဝင်လေးလိုငွားငွားဆွန်းဆွန်းပွင့်လန်းနေတဲ့ကဲ့သို့ညီမရလားရှင်းရကလောဘကြီးတဲ့အမိန်းကလေးဆိုပေမဲ့ဦးခေါင်းကိုစောင်းပြီးတော့တိုးတိုးလေးရေရွက်လိုက်မိတယ်ပြီးတော့ရှောင်းရဲ့အနောက်ကိုမပြေးုံတမဲအမိလိုက်သွားတယ်တေချာအကဲခတ်နေတဲ့ရှောင်းရဲ့အနားကိုကတ်လိုက်သွားရင်ဈေးတိုင်းရဲ့လူအရှုပ်ဆုံးရဲ့အတွင်းဘက်အကျဆုံးနေရာကိုရောက်လာခဲ့တယ်။အဲ့ဒီနေရာမှာအများအားဖြင့်ပတ်စံအတော်အသင့်ရှိတဲ့သူဒါမှမဟုတ်စွမ်းအားမြင့်တဲ့သူတွေလောက်ပဲရောင်းဝယ်လာလောက်တာများပါတယ်။ရှောင်းရဲ့မွန်စတာအမျိုးတွေလိုက်ကြည့်နေချိန်ရှင်းဟာပြင်းရည်လာပြီးတန်ရှင်းတက်ရက်တဲ့ဈေးဆိုင်တစ်ခုတည်းကိုဝင်ကြည့်လိုက်တယ်။ဖြ
ဖြူနုတဲ့တူမလက်ကလေးဟာအစိမ်းရောင်နုလက်ကောက်ကလေးကိုကောက်ယူလိုက်တယ်လက်ကောက်ကိုတော့ထူးခြားတဲ့အရာတွေနဲ့တစားဆင်ခြင်းမရှိပါဘူးဒါပေမဲ့ငွေရီကတက်ပါလို့ပူပြင်းတဲ့အချိန်မှတောင်ကင်တွေရတာအေးမြလို့နေတယ်လက်ကောက်ကလေးကတော့အပြောင်ပုံစံဖြစ်နေပေမဲ့ပုံတရံမှာလင်းဟာကောင်းမှန်းသိတာတယ်ဝယ်လိုက်ဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာပဲရှောင်းရင်ကိုပတ်စံအကုန်ချေးလိုက်တာကိုသတိရသွားတယ်ပြန်လဲလိုက်တဲ့အချိန်မှာစိုင်ပိုင်ရှင်ဖိုးကြီးကိုတွေ့ရတာကြောင့်အာနာစွာခေါင်းခါပြပြီးတော့ပြုံးပြလိုက်တယ်လက်ကောက်ကိုပြန်ချလိုက်ပြီးအရှိကိုဆက်သွားလိုက်တယ်သူမရဲ့စိတ်အမှုအကျင့်နဲ့ဆိုရှောင်းရင်ကိုတောင်မှသူမအတွက်တစ်ခုခုဝယ်ပေးဖို့ပြောမှာမဟုတ်ပါအရှိကိုဆက်သွားကပြင်းကြီးလာပြီးရှောင်းရင်စီပြန်လှည့်ရန်စဉ်းစားလိုက်ချိန်မှာပဲကျေလောင်တဲ့ရှယ်တန်တစ်ခုအရှိကနေကြားလိုက်ရတယ်ဟာဟိုမှာမိန်းကလေးရှောင်းရင်ဟုတ်တယ်မလားဟာဒီမှာတွေ့ရလိမ့်မယ်လို့မထင်မှတ်ထားဘူးကန်ကျမကတကယ်မျက်နှာပေးတာပဲမျက်မှောင်ကျုံပြီးအတန်ရှိရာအရက်ကိုလှည့်ကြည့်လိုက်တယ်အဖိုးကြီးအဝတ်အစားဝတ်ဆင်ထားတဲ့လူငယ်တစ်ယောက်နဲ့နောက်လိုက်လူတစုကိုတွေ့လိုက်ရတယ်ငယ်လေးဟာအသက်20အရွယ်ရှိပြီးအတော်လေးကြည့်ကောင်းနေပါတယ်မျက်နှာအနှဲငယ်ဖြူနုပြီးမျက်လုံးမှာတော့စိတ်လှုပ်ရှားဟန်ပေါ်ကအရှိကရှောင်ရှင်းကိုစူးစိုက်ကြည့်နေတယ်သူ့ရဲ့ကြည့်တွေထဲမှာတော့တက်မစ်ခြင်းလက္ခဏာတွေထိမ့်မနိုင်သိမ့်မရပေါ်လွင်နေပါတယ်